ဆုံးဖို့အစဉ်သင့်ဖြစ်ပြီလားဖြစ်ပြီကျွန်တော်တို့အားလုံးမတည့်ပြီးတော့ဒီကနေ့မှာဖျားရဲ့မျက်မှောက်တော်ကိုထုတ်ခံစားမှာဖြစ်တယ်အာမင်အာမင်ရှိလဲနေရာကျဲဆိုတော့နော်ကျွန်တော်တို့ဆန်းနိုင်နေဆိုရင်အရှိထွက်ချင်တော်ညာလဲပဲထွက်လို့မရဘူးလေအခုကဘုရားကအချိန်ပေးတယ်ကျွန်တော်တို့ကိုခွင့်ပေးတယ်အရှိမလူငယ်တွေလာကြပါကျွန်တော်တို့ကရှင်မကုတ်ွယ်ချင်းထဲမှာဆိုအားလုံးကလူငယ်တွေဖြစ်ကြမယ်အာမင်ကျွန်တော်အနောက်ကလူငယ်ချောချောလေးတွေလာကြပါအတူတကွဘုရားမျက်မှောက်တော်ထဲမှာတိုးဝင်ကြမယ်အာမင်အာမင်ရှင်းထွက်လာပါမထွက်လာတဲ့ကြီးကျွန်တော်တို့စောင့်မယ်ထွက်လာကြပါထွက်လာပေးပါဆရာမဟိုလူတို့ရှိကိုလာကြပါကြရှင်ကောင်းမြတ်တယ်အာမင်ကျွန်တော်တို့ချင်းဒီပေါ်မှာမဟုတ်ဘဲနဲ့ယုံကြည်ခြင်းနဲ့ဝန်ခံမယ်ဖျားရှင်ကောင်းမြတ်တယ်ကျွန်တော်တို့ပေါ်မှာ၃ချိန်တိတိကျွန်တော်တို့ဝန်ခံမယ်အာမင်အာမင်ဖျားရှင်ကောင်းမြတ်ပါတယ်ရှင်မပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်မပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်မပေါ်မှာအာမင်ဟာလေလုယာဟာလေလုယာဟာလေလုယာအာမင်သူကောင်းမြတ်တဲ့ဖျားကိုကျွန်တော်တို့အားရပန်းနဲ့ချီးမွမ်းကြမယ်အာမင်Amen. Don't
ချီးမွမ်းကြမယ်အာမင် အာမင် လူငယ်တွေရှိကိုထက်လာပါ အာမင်အာမင် ဟာလေလုယာဖြတ်မြတ်တော်ထုပဲခံစားမှာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အကောင်းဆုံးချိန်ဖြစ်တယ်အာမင် အာမင် ဘုရားကိုချီးမွမ်းဖို့အကောင်းဆုံးချိန်ဖြစ်တယ် အာမင် ဟာလေလုယာဟာလေလုယာဟေးရှ် Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Bedom child of who the king yes she long so little she Bedom child of who Mama child of Long chose on the killer daughter, she did it. Luchin in your mama, go my sweet night. Amen. Now I had the key, yeah. She can't. King Agua, song show Macambu, amen. King Agua, Tikai Macambu, Dina Jewe, God, I tell my Petogu Songa, Naya Pietri, she the Yalo, so amen. So get the taba, later tire, Nago to bigger. King and Chita, Nayabuago, Lama Siketa, Quintuka.
ဆုံးရှုံးမခံဘူးအာမင်ခင်ငါကိုယ်လုံးဝချစ်ခံခံအာမင်ချစ်ကိုခံရတော့လူချင်းမျိုးမှာစပြဝန်ခံတယ်မျိုးမငါကိုမဆွေးချအာမင်ငါဟာတခင်ရဲ့ချစ်ခံရ Hallelujah The King of Glory was your Amen The King of Glory ချစ်ခိုင်မခံဘူးလူချင်းမျိုးမှာလူချင်းမျိုးမှာငါကိုမဆွေးချနိုင်ဘူး Hallelujah တခင်ရဲ့ချစ်ခံရတခင်ကကိုယ်လုံးဆုံးရှုံးမခံဘူးတခင်ကကိုယ်လုံးချစ်ခံခံဘူးတခင်ကကိုယ်လုံးချစ်ခံခံဘူးလူချင်းမျိုးမှာလူချင်းမျိုးမှာငါကိုမဆွေးချနိုင်ဘူး When come on Hallelujah သူပြကိုကျွန်တော်တို့စ
ဆက်လက်မျက်မှောက်ပြုကြအောင်အာမင်ဟာလေလုယာဟာလေချိန်တိုင်းမြေတမ်းထူပြီးတော့ယေရှုကိုရောကိုယေရှုတင်နေအာမင်ကျွန်တော်တို့ကိုနေ့စဉ်နေ့ရက်တိုင်းယေရှုဆောင်ရှောက်ပြီးတော့ကိုရောကိုယေရှုတင်နေအာမင်ဒီနေ့သားသမီးရောက်စီတိုင်းကိုမျက်မှောက်တော်ထဲမှာအသက်တဖန်တူဝန်ခွင့်ပေးတော့ကြောင့်ကိုရောကိုယေရှုတင်နေအာမင်ရှင်မကိုယ်ွယ်ချမ်းလဲမှာသားသမီးတို့နဲ့တူပါရှိတော်မူတော့ကြောင့်ကိုရောကိုယေရှုတင်နေအာမင်ကျန်ရှင်နေသောချိန်တိုင်းလုံးစုံတုံနိုင်လဲကိုရောဆက်လက်တူပါရှိတော်မူပါအာမင်သားသမီးရောက်စီတိုင်းကိုဆက်လက်အသုံးပြုတော်မူပါအာမင်ကျန်ရှင်နေသောချိန်တိုင်းတို့ကိုကိုရလက်ထအနန္တခါမှာသခင်ယေရှုနာမကိုမြည်ပြောလက်စက္ကန့်ဆုတောင်းအနံပါဖာပြသခင်အာမင်ဟာလေလုယာ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 ဝါစီတဲ့နဲ့ music စင်းနေပြီး online လေးကောင်းကောင်းကြည့်လို့ရအောင်ဗီဒီယိုရိုက်ပေးတဲ့မီဒီယာတင်းတွေအားလုံးလက်ခုပ်တီးပြီးကုန်ပြကြရအောင်ဒီကနေ့အင်္ဂါနေ့မြန်မာစီစဉ်မှာပထမဦးကျင်းဖျားဝပြုကိုလာလက်လူရှင်လက်ညှိုးထောင်ပေးပါလက်ညှိုးလက်ခလဲလက်ထောင်ပေးပါဖျားရှင်တိုင်းသူစောခြင်းနဲ့မရှိဘူးဆိုဒီနေ့အထူး order တွေနော်အထူး special မှာထားတဲ့ဆရာမဒီမခဲပြီးဂျက်ကက်စာဂျက်ကက်ဇုံပေးပါကျေးဇူးမတက်ပေးပါโอเคအားလုံးသူတို့ကောင်းကြီးပြအောင်နော်ဖခင်သားသမီးများကောင်းကြီးရပါစေတာရဲ့ကောင်းကြီးရပါစေသုံးခါနော် ready အစီအစဉ်ပြေနော်ဖခင်သားသမီးများကောင်းကြီးပြပါစေဖခင်သားသမီးများကောင်းကြီးရပါစေဖခင်သားသမီးများကောင်းကြီးရပါစေအာမင်ကျေးဇူးတင်ပါအခုဘလူတချင်းဆိုနားထောင်ချင်တော့နှုတ်ကပတ်တော့ပထမဦးစိန်ခေါ်ပေးမယ်နှုတ်ကပတ်တော့ဆိုမဲ့အစိုးရဂျေကေစာဒီပါလေလက်ကောက်ကြည့်ကြရအောင်မင်္ဂလာပါခင်ဗျာနှုတ်ကပတ်ဆိုမှာဆိုတော့ကျွန်တော်လည်းဟုတ်ပြီကျွန်တော်ဆိုတဲ့အပိုင်းထက်နည်းနည်းတက်တက်ခံတဲ့အပိုင်းသွားမယ်တဘာပတိကကျွန်တော်ပြောထားဆိုတော့လေနှုတ်ကပတ်တော့ဆိုမှာဆိုတော့ကျွန်တော်ဆိုမှာဆိုတော့ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်တနင်္ဂနွေနေ့ကကျေးဇူးတော်ကြောင့်ညနေပိုင်းအစီအစဉ်ပါဝင်ခွင့်ရတယ်နဲ့ဆရာတို့မိသားစုကအင်္ဂါနေ့ပါဝင်ပေးလို့ရမလားဆိုတော့ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်လည်းလိုက်လဲနဲ့လက်ခံတယ်ပေါ့နော်ဆိုတော့ဒီဟိုလာတဲ့အကြောင်းရင်းကတော့ကျွန်တော်ကအမှန်တော့ဖိလစ်ပင်းမှာကျောင်းတက်နေတာဆိုတော့
ဆရာမုန်ဆန်နဲ့ကျွန်တော်နဲ့ရန်ကုန်မှာရန်ကုန် revival ဆိုပြီးတော့မှသူကျွန်တော်ကိုယူပါယုံရတော့သူအသင်းတော်ထောင်အောင်ဆိုတဲ့ခါကျတော့ကျွန်တော်တို့အတူတူလှုပ်ဖြစ်တယ်2019-18လောက်ကပေါ့နော်အဲ့လိုဆိုတော့သူကဒီမှာစုံရအောင်ဆိုတော့ကျွန်တော်တို့လည်းကြောင်းပိတ်ချင်းဆိုတော့နဲ့ကျွန်တော်ဒီကိုလာခြင်းဖြစ်တယ်ဘာမှလည်းမပြင်ဆင်ထားဘူးပေါ့နော်ဆိုတော့ကျွန်တော်ကျန်းစာကျောင်းတက်တဲ့ဒီကျွန်တော်ကျောင်းတက်တဲ့အကြောင်းရင်းကိုကျွန်တော်နည်းနည်းတည်ခံနေတာပေါ့နော်တနင်္ဂနွေနေ့ကလည်းတည်မခံဖြစ်ဘူးဆိုတော့ကျွန်တော်ကျေးဇူးတော်ကြောင့်2010လောက်မှာကျွန်တော်ချစ်တဲ့သူမှချစ်သူရှိတယ်ဆိုပြီးတော့မှအခွေတစ်ခွေထွက်ခဲ့တယ်ပေါ့ထွက်ပြီးတော့နဲ့2019ကျတော့ကျွန်တော်ဒုတိယအခွေအနေနဲ့ coming home ဆိုပြီးတော့မှအခွေထွက်ခဲ့တယ်ပေါ့ထွက်ပြီးတာနဲ့ကျွန်တော်ဒီတိုင်းကျွန်တော်လုံနေကြတချင်းတွေလုံတယ်ပြီးရင်ဆိုတယ်သွားတယ်လာတယ်နေတွေသွားတယ်ပေါ့နော်မြန်မာနိုင်ငံထဲကိုကျွန်တော်ပွဲတွေချိတ်တဲ့နေရာတွေဆိုဖြစ်တယ်မင်္ဂလာဆောင်တွေပါတယ်အဲ့နဲ့2019ရောက်တော့မြင်တော်သူပေါ့နော် prophet ဒီနှုတ်ကပတ်တော်နဲ့ပြောရင်တော့မြင်တော်သူတယောက်ကကျွန်တော်ဆူတောင်းပေးပြီးတော့မှသူကကျွန်တော်ပြောတယ်ဘုရားသခင်အလိုရှိတယ်တဲ့နေနှုတ်ကပတ်တော်သွားလေးလာမယ်တခြားနိုင်ငံမဟုတ်ဘူးတဲ့ဖိလစ်ပင်းပဲတဲ့နဲ့ကျွန်တော်လည်းအသာလေးပဲကိုလှုပ်ချင်တာတွေလှုပ်တယ်ပြီးရင်စားတယ်တောက်တယ်ပြီးရင်သွားခြင်းတဲ့နေရာအေးဆေးပဲ तू ဘလောက်ပြောဟိုခေါင်းထဲမှာတိတ်မထည့်ဘူးဗျာအဲ့နဲ့2019အဲ့လိုဖြစ်သွားတယ်ပြီးရင်ကျွန်တော်အဲ့တိုင်းပဲထားလိုက်တယ်နောက်ပြီးတော့2020ကျတော့မဟုတ်2019ကျတော့2019ကပထမတစ်ခေါက်ပြီးတော့2019ကျတော့ तू တစ်ခေါက်ကျွန်တော်ပြန်ပြောတယ်အသာလေးပဲအရင်အတိုင်းပဲကျွန်တော်မတိကြအောင်ဆောင်လိုက်တယ်ပေါ့နောက်ပြီးတော့2020ရောက်တော့ကျွန်တော်နားတစ်ဖက်ကအရန်အောင်နာလာတာတရက်ကြတော့အဲ့မှာနာလာတော့ကျွန်တော်ဆေးကန်းဆေးရုံတွေသွားပြတယ်ပြီးရင်တို့ဆရာဝန်တွေကလည်းကျွန်တော်ဆေးပေးတယ်ပေါ့ပြီးရင်အထဲတွေဘာတွေတေချာစစ်တယ်ဒါပေမဲ့ဆေးတောက်တော့လည်းမသက်တာအောင်နားကြိုက်တဲ့ဝေဒနာကတော်တော်ဆိုးတာအရန်ကိုနင်းထိုင်နေဒေါသထွက်ပြီးတော့လေအဲ့လိုဖြစ်တော့လုံးဝမသက်တာတစ်ပတ်လောက်ကြာတော့ကျွန်တော်မခံနိုင်တော့အဲ့နဲ့ prophet ကပြန်လာပြီးတော့မှကျွန်တော်ဆူတောင်းပေးတယ်ဆူတောင်းပေးတော့သူကျွန်တော်ကိုပြောတယ်မဆိုင်တဲ့ဆေးနှလုံးပေါ့နော်ဆေးလုံးဝနားနဲ့လုံးဝမဆိုင်တဲ့ဆေးနှလုံးကျွန်တော်ပြောလိုက်တယ်အဲ့ဒါတောက်လိုက်ပါတဲ့အဲ့နဲ့အိတ်ခါနီတောက်လိုက်ပါကျွန်တော်အဲ့လိုပြောသွားအဲ့နဲ့ကျွန်တော်လည်းတောက်လိုက်တယ်တောက်လိုက်ပြီးတော့နောက်မနေ့မိုးလင်းတော့နားမကြိုက်တော့ဘူးတက်တာသွားပါပေါ့နော်အဲ့နဲ့ဟာတမျိုးပဲအဲ့နဲ့ကိုလုံနေကြအတိုင်းပဲသွားနေကြပုံစံအတိုင်းပဲဆက်သွားတယ်သွားစရာရှိတာလှုပ်စရာရှိတာတွေပြန်လှုပ်တယ်ပေါ့နောက်ပြီးတော့3လအကြာတော့ကျွန်တော်နားတစ်ဖက်ကပြန်ကြိုက်လာနားတစ်ဖက်နားပေါ့နော်ပြန်ကြိုက်လာတော့အဲ့မှာကျွန်တော်ကဟာဘလို့ဖြစ်တာလဲပေါ့အရင်အတိုင်းပဲဆေးခန်းတွေဆေးရုံတွေသွားဆေးတွေတောက်ဆရာဝန်ပေးတဲ့ဆေးတွေဒါပေမဲ့မသက်တာအောင်အဲ့မှာနောက်ဆုံးကျတော့အဲ့ prophet ကပဲပြန်လာပြီးတော့မှကျွန်တော်ဆူတောင်းပေးတယ်ဆူတောင်းပေးပြီးတော့မှ तू ကကျွန်တော်ပြောတယ်အိတ်ခါနီးကိုတဲ့ရုံးပရိသီးစားလိုက်ပါတဲ့ဒါလေးပဲရုံးပရိသီးအဲ့မှာပြုတ်ပြီးတော့မှအဲ့ဒါစားလိုက်ရင် okay သွားမယ်တဲ့ဒါပေမဲ့ okay သွားရင်လည်းနင်းဖျားစကားနားမထောင်ရင်တော့ဒီတိုင်းဆက်ဖြစ်နေမှာပဲတဲ့အဲ့နဲ့ကျွန်တော်ရုံးပရိသီးကိုတောက်လိုက်တယ်ပေါ့စားလိုက်တယ်နောက်နေ့ကျတော့တကယ်တက်တာတော့ဟာကျွန်တော်လည်းနည်းနည်းတော့လန့်လာပြီပေါ့နော်ဒါဆက်ဖြစ်အောင်မယ်ဆိုတဲ့သဘောဆိုတော့နားမထောင်ရင်သွားတော့လုံးဝမသွားချင်ဘူးအဲ့နဲ့ကျွန်တော်တရက်ကြတော့ကျွန်တော်ဆူတောင်းပြီးတော့မှဘုရားသခင်ကျွန်တော်တကယ်အဲ့လိုမျိုးသွားစေခြင်းတယ်ပေါ့နော်သွားစေခြင်းတယ်ဆိုရင်ကျွန်တော်တခုခုအတန်ပဲဖြစ်ဖြစ်အိမ်မက်အားနေပဲဖြစ်ဖြစ်ကျွန်တော်တခုခုစကားပြောပါပေါ့ဒီ prophet နဲ့စကားပြောတယ်ဆိုတာရေရှည်မှာကျွန်တော်အတွက်အဆင်မပြေဘူးပြောချင်တဲ့သဘောကကျွန်တော်ဓာတ်ရိုက်လာပြောတာမဟုတ်တဲ့အတွက်ကျွန်တော်တစ်ချိန်ကျရင်လဲကြနိုင်တယ်တစ်ချိန်ကျရင်ကျွန်တော်ဆွန့်လွတ်နိုင်တယ်တီမြဲမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်နဲ့ဘုရားရဲ့ကြားထဲကတက်တေတစ်ခုခုကျွန်တော်လိုချင်တယ်ဆိုပြီးတော့ကျွန်တော်ဆူတောင်းလိုက်တယ်အဲ့နဲ့အဲ့မှာညကျွန်တော်အိပ်ပျော်သွားပြီးတော့မှအဲ့ညမှာကျွန်တော်အိမ်မက်တစ်ခုမက်တယ်အိမ်မက်လို့ပြောရမလားအဲ့လိုမျိုးကျွန်တော်နောက်ကနေလူတယောက်ကမတ်တရက်ပြီးတော့မှမစိုးရိမ်နဲ့ငါမဲဘက်မှာရှိတယ်ငါမဲရဲ့သိုးထိန်ဖြစ်တယ်ဆိုပြီးတော့မှအဲ့3ခွန်းကျွန်တော်ကြားလိုက်တယ်ပေါ့နော်အဲ့မှာအဲ့လိုကျွန်တော်ကြားလိုက်ခြင်းအပြင်နောက်နေ့မိုးလင်းတော့ဟာဒါတော့ဘုရားသခင်စီကနေကျွန်တော်ဒီတက်တေတစ်ခုကျွန်တော်တောင်းတဲ့စုပ
ပေးတဲ့အတွက်ကျွန်တော်လောက်ရတော့မယ်ဆိုပြီးတော့မှကြောင်းတက်ဖို့စီစဉ်လိုက်တဲ့သဘောပေါ့နော်ဆိုတော့ကျွန်တော်သွားခြင်းလို့တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်သွားတဲ့အချိန်မှာလဲကျွန်တော်တက်တဲ့ကျောင်းက APTS ပေါ့နော်ဖះမျက်နှာသာပေးတယ်သွားတဲ့နေရာလာတဲ့နေရာတခြားနိုင်ငံသားတွေကြားထဲမှာလဲဖះကွယ်ကာပေးတယ်ဆိုတဲ့အကြောင်းဖះသူခေါ်ယုံတက်မဟုတ်ဘဲနဲ့သူ့ရဲ့စကားကိုလဲသူတာဝန်ယူတယ်ပေါ့နော်အပြေကအဲ့ဒါကိုကျွန်တော်တက်ခံချင်တာဖြစ်ပါတယ်အဲ့ညမှာကျွန်တော်အိမ်မက်တဲ့ညမှာကျွန်တော်တချင်းတစ်ပုတ်အားဖြင့်လဲစကားပြောတယ်ဒါပေမဲ့အဲ့တချင်းကတော့တချင်းအဟောင်းပေါ့နော်ကျွန်တော်တချင်းလည်းမဟုတ်ဘူးအဲ့တချင်းတစ်ပုတ်ကျွန်တော်ဆိုချင်ပါတယ်ငိုင်းတိုးထိန်ဆိုတဲ့တချင်းဖြစ်ပါတယ်ဆိုတော့多的眼泪流，谁来呀？你看我，眼睛若真洒不，的看过洒个路，家呀路罗比，看也但我闹心，阿哥个小来也在身边。对草木那的，真正的柴火嘞，小开的卡带嘞，跟住把西路，都在眼泪对，看起龙就龙美，追逐着追我的的大巴。谁来呢？那位错对了那谁的？高灭的都对耶，也大对耶。爱你也不会多的在我，卡卡就这多个嘞。高灭的都对耶，那是你的。要么啦，第四讲。都在眼泪流，谁来呀？你看我，阿哥，看多少个路，恰呀唔路罗比，恰呀路罗比，看也但我闹心，阿哥个小来也在身边，对草木များနဲ့对草木များ的，真正的柴火嘞，小开的卡带嘞，跟住把西路，都在眼泪对，看起龙中走美，追逐着追我的大巴。谁来呢？那位错对了那谁的？高灭的都对耶，也大对耶。爱你也不会多的在我，看看就这多个嘞。高灭的都对耶，那是你的。这设计啊。谁来呢？那位错对了那谁的？高灭的都对耶，也大对耶。
and the pone tore jayo kaga chop chapa gale kaung ye te to te ye na shi ne de kaung ye te to te ye na shi ne de ကျန်တဲ့သူရောက်စီတိုင်းမှာဖျားရှင်ကောင်းချရွေးပါစေတတေခံချင်းနဲ့အကုန်လုံးချင်းမွန်းတဲ့ဆရာဂျေကဲဆာလက်ခုပ်တီးပြီးကြိုဆိုရအောင်အခုလိုပြောပြောဆိုရင်တော့လူငွေကောက်ခံရအောင်နော်အလူငွေကောက်ခံပေးဖို့ဆရာထံသားကိုဖိတ်ခေါ်ပါတယ်ပြီးရင်အလူငွေကောက်ခံတော့တချင်းဆိုမဲ့အလဲကြတော့ဂျေကဲတချင်းဆိုမဲ့ပြီးရင်တတေခံချင်းလည်းရပါတယ်ဂျေကဲစုံပေးပြပါတယ်အားလုံးလက်ခုပ်တီးအောင်ပြီးကြိုဆိုရအောင် အလုံးငယ်တဲ့စကန်ရအောင်နော်ခဏနေကြပြုံးပြုံးလေးနဲ့ထဲရအောင်နော်ပြုံးနိုင်လောက်တဲ့အလုံးငယ်နဲ့ထဲရအောင်ကျွန်တော်တို့အတူတကွဆူတောင်းရအောင်အဖဖရာကိုရိုကိုဂျီဇူးတင်တယ်ဒီမှာရောက်စီတိုင်းပူဆောင်ပြီးတော့ကျွန်တော်တို့ကိုကိုချင်းမကဘဲနဲ့ကိုရိုရဲ့ပေးတနာတော်မူတော့ကောင်းကြီးများထဲကအကောင်းဆုံးသောလူငယ်များကိုကိုရိုအတွက်ပြန်လေပြီးတော့ပေးဖို့ရတဲ့ကိုရိုပြင်ဆင်ထားပါတယ်ဖကျွန်တော်တို့လောကပေါ်မှာကောင်းကြီးဖြစ်စေပါမျက်နှာသားလေးရစေပါဖဒီလူငယ်များပေါ်မှာကိုရိုရဲ့ချစ်ချင်းမြတ်တာတွေ့နိုင်ဖို့မြင်နိုင်ဖို့အလို့ငါဒီလူငယ်များကိုရိုလက်ထဲအနန္တခါတဘာတိတော်တာရောယေရှုနာမပြစုတောင်းစကနံပါတ်ဖဖျာရှင်အာမင်ဇေကေဇုံလက်ခုပ်တူပြီးတော့ကျိုးဆိုရအောင်နော်ဝေါအားလုံးပဲမင်္ဂလာပါအချိန်ခါကုန်ကောင်းပြင်ဆင်ပေးတယ်ရှာရှဲနာမတော်ဥစွာချီးမွမ်းချင်ပါတယ်ตัวจังเห็นแต่แกก็กอลเป้ามา sorry เปียวไม่เก็บเจ้าเป้ามาตรงเป้าใหม่นี่ไงมั้งตัวนี้ลุงดำกกนายส่งไม่ได้ตอนคัดองแต่จิปันนางในนวมกะหิมาในหน้าตัวองเกนมาสันว่ามิงก็ตัวนี้สู้นะยุเซนทาหัวนงเปียนะยุเซนทากะลมเต็งโตวไปนะกัจเจละมูยาสังปีเขียงอาหอนมไก่เจียงอาจีนะนี่ตังเกี่ยวข้องสวกเด้งกักถอยนะกัวทัวกินกักถอยเต็งแค่เปกอดไก่บ่ตัวนี้องค์ฮิจินเน่งนั่งเงินะตัวองค์น้ำหมายสักแล้วจะลองบ้าแข่งบ่มบินในนี้กัจเจเลยหิ้งไปหมอไก่เจียงกระปวนส่งยุเซนทาเต้นและส่งเปียฮีอมเกลเลยปวนสิลสาของอังไปสักสองเลยตัวขัดกองฮิจินะตัวขันทุ่มนอบิงกูเบลตูตุงlimitless แต่มาไก่หนาตัวไม่ได้กอลกัมไอตังกอลกัมปีตังถึงงั้นมั้องศเจียงนะก็ส่งลบตะการนั้นสางนะฮิบังนะองนับไปเที่ยวจิตตัวแกนนัวมิงตัวจังเสียป้าเสียเลียนบอยโตเกี่ยวนาเบลตุกาลนิลีนีซงนิลีนีหุ่นกังเงตุหินมั้งนิลีนีซงหุ่นองเล็มดิ่งใจจังตุนีบังเบลตุนีตากบังเกบังเสียปานองอีดองไงนาโตองซอนมั้งเสียองเกี่ยวเลลิงตุนีตากเบลยะกระเบะป้าเจเกสันซงองไม่จังมั้งเจนะอย่างมันไปยินหลังสามตั้งนับปอลปีบวงสามเวนหลังสามตั้งยินเจียจังตัวองนับไปเที่ยงเก๋องเทนายเราเต้นมีทักของดงสักขาก็เลยมั้งฮิกิมเต้นบังกะลุบลุบนายยังมั้งฮิปอลปีเป็นเกียร์ที่งาบางทีเด็กกอลป้าวินเจริญวิญญาณภาคหินกิจเจีย
แกยาดิงากะคาปูแต่กะคาเสียแต่มอยาเสียเดบิแต่วังเป็นเอ็นแรงเป็นอามาเป็นกิลำดังเงลเวอินะอิมุสิมาถาเก่งอะเฮเดนมอยามาอมเสียเป็นบางจิเดเอเตตักมอเสียแต่เสียทางใต้ทรงเสียเลียนบ่อยแต่สมเดอินะกิโฮลวดอัตมนนโลหังบางจิเดไล่ตุงปันกิมูเดนมอมันมีเดียของกิมูเซไลจังอะอินะฮิบังอินะหุ่นพังอะดิงินเบลทรงกิลามินเงขังมออินกับวีซ่าไว้ของอุบังเบลนุยจักไว้รวยใหม่กงไปดานุมออินวีซ่าเป็นงาดิ้งกิลามินโลอินะกังวัดดุจังบุงบังอังกิถอยแค่บังไงบุงเลยบังอังกิถอยนะจินตุนนาดิ้งของตุนเละหูถั่วไก่จังอาเซนปีบังมาอมลงมาอินอายังอาเซนปีนะขัดลอมแต่แข่งตุงจีดานหินะไอตัวเบลเกกิเจลเรานาหินะบางไอ้ส่งไม่ได้อินปัสยานินองลุงกิมปีมาฮีจีขัดเป็นขันสายยิงตุตุงอีบางนักกงสินเทนามอบางยามจิเลอีกำเขาหุ่นเป็นอิเทสายฮีมอสมทุมละงานหน่วยเสียเปียวมาเป็นเซมูธานาอากิลดเวทเหล่ามอไอ้ส่งนี่นะเขาเป็นนวมตะกาองไปเทมอปัสยานินองลุงกิมปีมาฮีจีตัวปัสยานห้อยนาตัมปีตักเตส่งไปในอีเบียกปัสยานเป็นอีลุงซิมาทูซงเกบังเวลทุ่งเงินหาดปอลที่เราแหวมออินะอายังกายจะกลุงซิมะก็อุขัดด่านตัวด้านอุดซิงเอาเปอร์เซ็นต์จีรานาอิงเกตเตนะตัวเป็นองค์บังฮิลสักเวลโลมออินะเกบังชิมายเลี้ยงตูมากุมสมลายเป็กปนากระสุนมังเป็นตุนอาดขับพันมอกลุงกุลดานจีนี่อินะมิวสิกแบนด์ของเนดิงจีดานของไอฮิสงเงินนั่นไม่ได้ตอลพิคัดเบลกลุงแก่มอเกซงฮิลาตัวเกษยะอินะไอสงเงินนะตัวตุงจังนะลิมิเลสเตปัสยานีไวหอมนาตัวไม่ได้อินะตอนตัวนี้เลยสมนี่เลยทุ่มกุมRock Artist of the Year จีน่ะอามาปะต่อยนางเปียต่อจังตูกุมแล้วซงตัวนี้เลยสมนี่เลยลีกุมซงปะต่อยนาขัดนังะแล้วยิ่งตัวปะหอยนาไม่ได้ตัวงะตัวปะหอยนาตัวเตจีของปังฮิงนี่ลีนี่จังก็ลมตึงตัวขัดไปของคนกิ่งดูไงมั้งตัวนี้เบลอาซานจีดานไปเลยเกย์มั้ง sorry เปล่าไงยะกลมกระโจลป้าสังปีโตลานี่ดังอินทร์ทรงกษักสังเอกขัตุเมตีโตเตสาจิตัวปามินพันนางนี่นุ่งอิงะเละสักขอมนี่มั้ง高手来背酸难度，苏州来古罗来。古老悲伤情侣，古老漂亮有对，阿龙白大欧天难度，高阿龙悲酸难泪，苏阿龙变人给，古老悲伤开比，带到我马对呢，别对古老谁给。太远开来的，别打面鼓，青龙给见，因为脑袋送给下，那真到来个地多西给，年月面来给人们，嘟嘟忙快。高阿龙悲酸难泪，苏阿龙变人给，古老悲伤开比，带到我马对呢，别对古老谁给来比，路瑞个对呢给定度，别个太远开。别打面鼓，青龙给见，因为脑袋
တောင်းနေမယ်လူတွေကိုတွေ့တဲ့ကဲတင်သူအပြစ်ကိုထိုင်ရခဲလေသူအပြစ်သားများကိုချစ်လုံးခဲ့ခြင်းရင်ခွင်တော်သာအဆုံးခဲ့ရှာနာကျင်တော်လေကတိတော်ရှိခဲ့မြေရင်များလေကင်းစေမယ်အတူတူမခွဲအမြဲတမ်းရှိဖို့အတူတူမခွဲအမြဲတမ်းရှိဖို့အတူတူမခွဲအမြဲတမ်းရှိဖို့ဆုတောင်းနေမယ်ဆုတောင်းနေမယ် Kami, tupan, minsan na nga tatuntahin. Wow. နှုတ်ကပတော်ချီးမွမ်းတဲ့ဂျေကဲဆိုလက်ကိုတီးပြီးတော့တီးအောင်နောက်တစ်ခါတော့ပြုံးပြီးတော့ကျွန်တော်တို့မှမြန်မာမလေးရှားအိုက်တော့တတိရတယ်နော်သူပြိန်တော့ပါတော့ကျွန်တော်အမြင်အားပေးခဲ့တာသူ့ကိုအဲ့လောက်ပဲအခုပဲဆိုတော့တွေကနှုတ်ကပတ်တော်တွေရောတက်တေရောအကုန်လုံးခံတော့ဆိုတော့တွေအကြောင်းမို့ခုနကကျွန်တော်လည်းပြောတာတချို့ကအခုခဲအကုန်ပြောရဆိုတော့တွေအကြောင်းမို့ကိုတော်ကောင်းမြတ်ပါတယ်တော့ဟောရောက်တော့ဟာကိုတော်ကောင်းမြတ်ပါတယ်ကိုတော်ကောင်းမြတ်ပါတယ်ကိုတော်ကောင်းမြတ်ပါတယ်နောက်သူတန်တယ်ငါတခင်ရဲ့အချစ်ခံရသူဖြစ်ပါတယ်လို့ပြောရအောင်တော့ဟာငါဟာတခင်ရဲ့ချစ်ခံရသူငါဟာတခင်ရဲ့ချစ်ခံရသူငါဟာတခင်ရဲ့ချစ်ခံရသူအာမင်ဟာလေလုယာအခုတကယ်စစ်နှုတ်ကပါတော့နော်ဟောမဲ့ဆရာမအားလုံးမတည့်ပြီးကြလားခုဒီပြီးကြိုကြရအောင်ဆရာမဒီဘလက်အထူးကျေးဇူးတင်ပါတယ်အားလုံးပြန်ထိုင်လို့ရပါပြီဟာလေလုယာပျော်ကြလားအယံပျော်တာဖြစ်တယ်ဖခင်ရဲ့ကျေးဇူးတော်ကိုခံစားရလို့ထူပဲကျေးဇူးတင်တာဖြစ်ပါတယ်ဒီနေ့ပေါ့နော်ဒီဇက်စီရဲ့ဆိုလို့ရှင်ပေါ့နော်ကျွန်တော်တို့အိမ်ကဲတော့ပေါ့နော်ဝင်ထွက်သွားလာခွင့်ပေးတဲ့အိမ်ရှင်မိသားစုကိုအထူပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုပထမဦးဆုံးအနေနဲ့ပြောချင်တာဖြစ်တယ်ကျွန်တော်တို့မြန်မာပြည်ဘက်ကနေရောအဖက်ဘက်ကနေအဲ့တဲ့ဆရာကြီးပေါ့နော်ဆရာကြီးဆရာမကြီးအများကြီးလာတာဖြစ်တယ်ပေါ့နော်ဒီပါအင်ရှင်အတင်းတော်မှာဆိုရင်လေလူတွေအသွားချင်းဆုံးနေရဖြစ်တဲ့အခါမှာပေါ့နော်အချိန်ရနိုင်ဖို့တော်တော်လေးအခက်ခဲကြားတဲ့ကနေမဲရန်ပဲပေါ့နော်ဒီနေရာ၌နှုတ်ကပတ်တော်ဝင်ငါခွင့်ပေးတယ်ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတာဖြစ်တယ်ဒီနေ့ရောက်ရှိလာတဲ့ယုံကြည်သူအရောက်ရှိတိုင်းကိုယေရှုခရစ်တော်ရဲ့နာမဖြင့်လိုက်လဲကြိုဆိုပါတယ်အရောက်ရှိတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေသူပဲကျေးဇူးတင်တယ်ဒီနေ့ပေါ့နော်ဇေကဲ2ယောက်နဲ့ကျွန်မတွေ့ခဲရတာဖြစ်တယ်ကျွန်မရဲ့နှုတ်ကပတ်တော်ကိုကြားချင်တာလားဇေကဲရဲ့အတန်ကိုကြားချင်တာလားတော့မသိဘူးပေါ့နော်ဘလို့ပဲဖြစ်ဖယားတခင်ကဒီနေရာကိုပို့ဆောင်ပေးတာဖြစ်တဲ့အတွက်ကြောင့်သင်အတွက်မိန့်ကလာရှိတာဖြစ်တယ်ဟာလေလုယာသူတို့နှစ်ယောက်ကိုလည်းအထူးပဲကျေးဇူးတင်တယ်ပေါ့နော်ဒီနေ့တွေ့ဆုံခွင့်ပေးတယ်သူကမန်မီချင်မမန်မီမဲကျွန်မလီစိတ်မှာ
ရန်ကုန်လေးစိတ်မှာပူခဲ့တယ်အခုမှမမေ့တယ်ကျေးဇူးတင်တယ်ဆိုတော့သူတို့သွားတဲ့နေ့မှာကျမတို့ရန်ကုန်မှာလိုက်ပူခဲ့တာဖြစ်ပါတယ်သူတို့ကိုလည်းပြောပါတယ်ကျမလည်းလာခဲ့မှာလို့ပြောတယ်မိသွားပြီထင်တယ်မလေးရှားရောက်တော့ပေါ့နော်နေရာဟောင်းလေးရောက်ပြန်ရောက်တယ်ဆိုတော့အဲ့ပေါ့မိမှာပေါ့ကိုယ့်ရဲ့နေရာဟောင်းလေးပြန်ရောက်တယ်ဆိုတော့ပေါ့နော်တကယ်ပဲကျေးဇူးတင်တာဖြစ်တယ်ဒီမှာဆရာဇေကဲဆောင်နဲ့လည်းပေါ့နော်ဟို Sunday နေ့မှာလည်းအတူတကွတွေ့ဆုံခဲ့တာဖြစ်တယ်ရန်ကုန်မှာကြတော့ဆီယမုံစန်ဒိုနဲ့ဆိုရင်ကျမတို့ section တစ်ခုမှာတကယ်အတူတူပေါ့နော်အမှုတော်ဆောင်ခဲ့ရတာဖြစ်တယ်သူက DC ရဲ့လူငယ်ပိုင်းမှာဖြစ်တယ်ကျမတို့အခုလောလောဆယ်မှာ section 8ရဲ့ပေါ့နော်အတိဖွင့်ထားတာဖြစ်တယ်ကျမတို့ section 8အဖွဲ့ထဲမှာကျမလည်းအဖွဲ့ဝင်တယောက်အနေနဲ့ပေါ့နော်အခုချိန်မှာပါဝင်နေတာဖြစ်တယ်ကျမကိုသိပြီးသားလူတွေအများကြီးရှိတယ်ဒီနေ့ပေါ့နော်တကယ်မတိသေးတဲ့လူများရှိတယ်ဆိုရင်တော့ကျမရန်ကုန်မှာဒီဇူဇနာဝိရင်မြို့တော်မို့တော့ကျမတို့ချင်းတရားဇူဇနာဝိငင်မြို့တော်ဆိုပြီးမှပြောတဲ့နေရာမှာနေတာဖြစ်ပါတယ်ချင်းလူမျိုးဒီကကြတော့အင်ချီ300ကျော်လောက်ပေါ့နော်ရှိတဲ့နေရာမှာနေတာဖြစ်တယ်ကျမမှာမစ်ရှင်အသင်းတော်ရှိပါတယ်အသင်းတော်နာမည်ကတော့လူတိုင်းအချိန်တိုင်းမှာခေါ်နေတဲ့အာမင်အေမနွေလာအေဂျီအသင်းတော်ဖြစ်ပါတယ်အဲ့ဒီနေရာမှာကျမအခုချိန်မှာsenior pastor အနေနဲ့ပေါ့နော်ကျမအမှုတော်ဆောင်နေတာဖြစ်ပါတယ်ကျမနဲ့ကျမမိသားစုဖခင်တခင်ရဲ့နိုင်ငံတော်အတွက်ဆက်ကပ်ပါဝင်ကြတာဖြစ်ပါတယ်ကျမမှာသားတစ်ယောက်နဲ့သမီး3ယောက်ရှိပါတယ်ပေါ့နော်အပြိုလူပြိုတွေဖြစ်ပါသေးတယ်ဆီယမန်အပါဝင်ဆိုတော့4ယောက်ပေါ့နော်ဆီယမလည်းအပြိုဖြစ်ပါတယ်ပူစိတ်ဝင်စားကြတယ်နော်မျက်နှာပြောင်းသွားတယ်လေဆိုတော့ကျမရဲ့မိတ်ဆက်ချင်းနော်အဲ့ဒါပဲဖြစ်ပါတယ်ခဏခဏလာတာဖြစ်တဲ့ကြောင့်ခဏခဏမြင်တဲ့လူတွေရှိတယ်လို့ပေါ့နော်ဒီနေ့မှာအတိရောက်လာတဲ့လူတွေရှိရင်လဲပေါ့နော်ငါတို့ဘုရားကျောင်းမှာခဏခဏလာတဲ့ဆီယာမပဲဆိုပြီးမှပေါ့နော်မှတ်ထားပြကြပါလို့ပြောချင်တာဖြစ်ပါတယ်ဒီကနေ့အထူးပဲကျေးဇူးတင်တယ်နော်ကျမတို့ဒီမှာမြန်မာအစီအစဉ်ကိုကျမ online ကနေလဲမဲရနားထောင်ဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်တော်ကြတာဖြစ်တယ်ပေါ့နော်ပြောဆိုအဖြစ်ပေါ့နော်ဒီနေရာမှာဆိုရင်ကျမတို့ရဲ့ဘာသာစကားအဖြစ်အမေရန်ပြောတာဖြစ်တဲ့အခါမှာပြောထားမှရှိတဲ့အခါမှာပေါ့နော်ကျမတို့အင်္ဂလိပ်လိုဆိုရင်လည်းဒီလိုပါပဲနော်တိတလူလိုနဲ့မတိတာဟုတ်တယ်နော်ပြောချင်တာအိုးနားလေပါတယ်သူတို့ပြောတာဒါပေမဲ့ပြောမထွက်တာမဟုတ်ဘူးလားတကယ်ကျတော့ကျွန်တော်မပြောတတ်တာမတိတာမဟုတ်ဘူးလားဒါပဲဒီမှာရှိတဲ့လူတွေအားလုံးကနားလေကြတာဖြစ်တဲ့ကြောင်းဖျက်ကျေးဇူးကိုချီးမွမ်းတယ်ဒါပေမဲ့တခုတော့ပြောချင်တယ်ဒီနားမှာရှိတဲ့ဟိုအမေကြီးကိုဂုံပြုတ်တဲ့အနေနဲ့အာရပါရလက်ခုတ်တီးကြရအောင်ဒီမှာဆ iam ဇာဇာမြရဲ့အနားမှာရှိတဲ့အမေကနားလေချင်မနော်မြန်မာလူနားလေချင်မနားလေမှာဖြစ်တယ်ဒါပေမဲ့နော်ဒီနေ့နားလေတာနားမလေတာကနံပါတ်1မဟုတ်ဘူးသူ့ရဲ့စာငတ်မှုပေါ်မှာဖခင်ကကောင်းချီးပေးမှာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီကနေ့နော်ဒီမှာလာတဲ့လူတွေကျမတို့မြန်မာပြည်မှာဆိုရင်ဒီချိန်တော့8ချိန်ဖြစ်နေတယ်နော်ဒီမှာကြတော့လန်းဆန်းနေတော့မဲ့နော်လန်းဆန်းပဲရှိသေးတယ်ဆိုတော့တကယ်ဖခင်ရဲ့ကောင်းမြတ်တာပေါ့နော်အလုတ်အကင်ဒီပြီးသွားပြီးမှဒီနေ့ဖခင်တခင်ရဲ့မျက်မှောက်တော်ထဲမှာစာငတ်တောင်းတစွာနဲ့ရောက်ရှိလာကြတာဖြစ်တဲ့ကြောင့်သင်ရဲ့စာငတ်မှုပေါ်မှာဖခင်တခင်ကောင်းချီးပေးပါစေဟာလေလုယာဘီနာလူတွေကိုပြောရအောင်သင်အတွက်ဒီညတော့မင်္ဂလာစကားရှိတယ်ဆိုတာနော်မင်္ဂလာစကားရှိတယ်ဆိုတာဟာလေလုယာအဲ့ဒီမင်္ဂလာစကားကိုဘယ်နှယောက်လောက်ကမျော်လင့်တယ်လဲဒီနေ့ဂျေကဲနှစ်ယောက်လာမယ်ဆိုတော့သူတို့စီကနေတချင်းတန်ကြားဖို့လာတဲ့လူဘယ်နှယောက်ရှိလဲဟိုမှာနောက်မှလဲထောင်ထားတယ်နော်
ဆိုတော့ဒီနေ့နှုတ်ကပတ်တော်ကိုစာငတ်ပြီးမှရောက်လာတဲ့သူဘယ်နှယောက်လောက်ရှိလဲရှင်းလက်မြောက်ပြီးပါဦးဟုတ်ပြီလက်ခုပ်တီးရအောင်ဒီနေ့ကျွန်တော်တို့တခါတလီကြရင်ဘောနော်တာဝန်အရာလာတတ်တာဖြစ်တယ်ဗိမာန်တော်ကိုလာတဲ့အခါမှာတာဝန်အရာလာတယ်ဆိုရင်တာဝန်အရာပြန်သွားတယ်ဟုတ်စီအမလည်းဆရာရှိလိုက်တာဘာပြောလို့မှမသိဘူးဆိုပြီးမှဖြစ်နေရင်ခေါင်းကိုက်ပြီးမှအပူလက်ဆောင်ခေါင်းကိုက်ပြီးမှတော့အိမ်ပြန်သွားမှဖြစ်တယ်နော်ဒီနေ့တည်းပြောတာမဟုတ်ဘူးအပတ်တိုင်းမှာ Sunday မို့လို့ဘုရားရှိခိုးဖို့ပဲလာတယ်စာငတ်မှုတစ်ခုမှမရှိဘူးဆိုရင်တော့သင်ကဒီအတိုင်းပဲပြန်သွားမှာဖြစ်တယ်ဒါပေမဲ့ဒီကနေ့နော်ကျွန်မကိုဝိညာဉ်တော်ကအများကြီးစကားပြောနေပြီဖြစ်တယ်ဒီနေ့ဒီမှာရှိမှရောက်နေတဲ့အဆူတော်ပြောရမှာပေါ့နော်ဖျားပိတ်သိတဲ့နှုတ်ကပတ်တော်အဆူတော်အတိတ်ရလာတာနော်ဒီနေ့နှုတ်ကပတ်တော်တချင်းဆိုတဲ့ဆရာနှစ်ယောက်ပေါ့နော်ဆရာနှစ်ယောက်ရဲ့တီဆူချီမွမ်းမှုပေါ်မှာတော့၎င်းဒီနေ့ praise and worship ဒီရဲ့ဥဆောင်မှုပေါ်မှာကျွန်မကိုဘုရားသခင်ကအများကြီးစကားပြောနေပြီဒီနေ့ဘာမှမရသေးဘူးဆိုရင်လည်းပေါ့နော်ဒီနေ့နှုတ်ကပတ်တော်တစ်ခွန်းနှစ်ခွန်းလောက်နဲ့တော့အိမ်ပြန်နိုင်ဖို့ရအတွက်ဘုရားရှင်ကောင်းချီးပေးပါစေဒီနေ့ကျွန်မတို့ကဖယားသခင်ရဲ့အခွင့်ထူးခံစားတော်သူများဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်မတို့အားလုံးကဘယ်သူ့ကြောင့်အခွင့်ထူးခံရတာလဲဆိုရင်ယေရှုခရစ်တော်ရဲ့အသွေးတော်ကြောင့်ကျွန်မတို့ဒီကနေ့အခွင့်ထူးခံစားတော်သူများဖြစ်တယ်ဟာလေလုယာနောက်ဆုံးတော့နေ့ကာလရောက်နေပြီကျွန်တော်တို့ကြားနေရတာဗာလဲတရင်ကောင်းရှိလားမရှိဘူးဘာဒီဆိုးလို့လဲပြောပါဦးဆိုးတဲ့ဟာဒီရှိတယ်နော်ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်လေ3 week ဖြစ်သွားပြီပေါ့နော်ကိုဗစ်ပြီးရင်ဗာလဲစစ်ဗစ်လားစစ်ဗစ်ပြီးရင်အခုဗာလဲငလျင်ဗစ်ဆိုတော့ဘောနော်ကျွန်တော်တို့ဒုက္ခအကြီးတုံးခုနဲ့ရင်ဆိုင်နေရတာဖြစ်တယ်မြန်မာပြည်မှာဒါပေမဲ့ဒီကနေ့ဒီနေရာမှာရှိနေတဲ့ချစ်တော်ဓမ္မမေဆိုရင်ကိုမောင်နှမအများဒီနေ့ကျွန်တော်တို့အချိန်ရှိတဲ့အချိန်နော်ဒီလူဖယားသခင်ကိုလွတ်လပ်စွာနဲ့မကူးကွယ်နိုင်တဲ့အချိန်ကာလရှိအောင်မှာဖြစ်တယ်ကျွန်မပြောတာမဟုတ်ဘူးကျမ်းစာကပြောတာဖြစ်တယ်ဟေရှေယအခန်းကြီး55ပိုင်ငယ်6ကိုခဏလေးဖတ်ရအောင်နော်ဟေရှေယဆိုတာမြန်မာလူဆိုတော့ဓမ္မဟောင်းဖက်မှာရှိလားဓမ္မတိဖက်မှာလားမသိဘူးနော်ဘယ်ဖက်မှာရှိလဲဟုတ်လားတီချတယ်နော်ကျေးဇူးတင်တယ်တွေ့တယ်ဆိုရင်အတူတူဖတ်ရအောင်နော်ဟေရှာယဘယ်လောက်လဲ55ဖြစ်တယ်ဟေရှာယ55အပိုင်ငယ်6နော်ပိုင်ငယ်6မှာပါလေတွေ့နိုင်ဒီကာလတွင်ထာဝရဘုရားကိုရှာကြလော့ဤတော်မူသည့်ကာလတွင်ဆုတောင်းပတနာပြုကြလော့ဟာလေလုယာတွေ့နိုင်သည့်ကာလတွင်ဘာပြောလဲထာဝရဘုရားကိုရှာကြလော့ဤတော်မူသည့်ကာလတွင်ဘာပြောလဲဆုတောင်းပတနာပြုကြပါတဲ့ဒီနေ့ကျမတို့မတွေ့နိုင်တော့မယ့်အချိန်ကာလရောက်ရှိလာတော့မှာဖြစ်တယ်နောက်ဆုံးတော့နေ့ကာလဖြစ်တယ်တနိုင်ငံနဲ့တနိုင်ငံရံဖက်ပြုံးမယ်နော်အစာကောင်းပါမှုတွေဖြစ်မယ်မိဂလင်တွေလုံးမယ်ကျမ်းစာကပြောတာဖြစ်တယ်ဒီနေ့ကျမတို့အတွက်ထူးဆန်းလားမထူးဆန်းတော့ဘူးဒါကျမ်းစာကကျမတို့ကိုဒီအချိန်ရောက်ပြီဆိုရင်ဘာလဲရောက်ယေရှုခရစ်တော်လာဖို့အချိန်ကနီးကပ်နေပြီဖြစ်တယ်ဆိုတော့ဒီကနေ့ကျမတို့ပြင်ဆင်ထားရဲ့လားဒီနေ့တိတာနဲ့နော်တိတာနဲ့ကောင်းကင်နိုင်ငံမရောက်ဘူးနော်တင်ပိုင်ဆိုင်မှတာတင်အထဲမှာရှိမှတာလင်ကောင်းကင်နိုင်ငံကိုရောက်မှဖြစ်တယ်ဆိုတော့ဒီနေ့နော်ဒါ intro ပဲရှိသေးတယ်နော်ဆိုတော့ကျမတို့အဓိကဒီကနေ့ပြောချင်တဲ့ခေါင်းစဉ်ကတော့ဗာလဲဆိုရင်ကျမတို့အသက်တာမှာပေါ့နော်အတိတ်တော်အသက်တာဘဝတစ်ပေါ့နော်အတိတ်တော်အသက်တာ
new life ပေါ့နော်အတစ်တော်အသက်တာအားဖြင့်ကျမတို့အသက်ရှင်နိုင်ဖို့ရန်အတွက်ဒီနေ့ခရိယန်ဆိုပြီးမှပေါ့နော်ဒီနေ့အမြတ်လောက်များပြတဲ့ယုံကြည်သူတွေရောက်ရှိလာတာအထူးပဲကျေးဇူးတင်တယ်ဆိုတော့ဒီနေ့ကျမတို့ရဲ့အသက်တာမှာကိုအတစ်တော်အသက်တာဆိုတာဘာလဲခရိယန်သက်တမ်းကကျမတို့ကရင်ပြည်နယ်ဒီမှာဆိုရင်ပေါ့နော်နှစ်200တောင်ပြီပေါ့နော်ကျမတို့ချင်းပြည်နယ်ချင်းလူမျိုးတွေကြားထဲမှာလည်းမကြခင်မှာနှစ်200ပြီတော့မှာဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့နှစ်200အတွင်းမှာကျမတို့အသက်တာဒီနေ့ဒီမှာရောက်ရှိလာတဲ့ယုံကြည်သူတွေအားလုံးပေါ့နော်တကယ်ဒီနေ့ကျမတို့မြန်မာပြည်မှာဖြစ်တဲ့အဖြစ်ပြက်လေးတစ်ခုလူမျိုးဒီနေ့ညမှာကိုယ့်စီမှာရုတ်တရက်ရောက်လာမယ်ဆိုရင်တီချာလားဆိုတာကိုပေါ့နော်ကျွန်တော်ရဲ့အသက်တာကျမရဲ့အသက်တာမှာကျွန်တကယ်စစ်မှန်တဲ့ကဲတင်ချင်းရရှိသလားဆိုတဲ့ဒီနေ့အဖြေကိုရှာရမှာဖြစ်တယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အပိုင်ငယ်ဆက်ခွန်ကိုကြားဖို့ရလူရှိလားတည်တယ်လူရှိလားနိကောအခန်းကြီး9အပိုင်ငယ်ဆက်ခွန်လူမီဒီကဘာလဲအေးလူမီဒီကဘာလဲရှိလျင်အတိပြုတ်ပင်တော်တရဝါဖြစ်ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အတိဖြစ်ကြ၏ဒီနေ့ဖယားသခင်ကကျမတို့ကိုဖန်ဆင်းလာတဲ့အခါမှာဘသူနဲ့တူအောင်ဖန်ဆင်းလဲဘသူနဲ့တူတဲ့လူလဲအဖေကမွေးတော့အဖေနဲ့တူတာပေါ့အမေနဲ့ဟုတ်လားမဟုတ်ဘူးနော်ဖယားသခင်ကလူကိုဖန်ဆင်းလာတဲ့အခါမှာဘသူနဲ့တူအောင်ဖန်ဆင်းလဲဆိုရင်သူနဲ့တူအောင်ဖန်ဆင်းတာဖြစ်တယ်ဒီနေ့အားလုံးဆရာဒေးဗစ်လည်းဖယားနဲ့တူတာဖြစ်တယ်ဆရာထန်သားလည်းဖယားနဲ့တူတာဖြစ်တယ်ကျမတို့ဒီမှာရှိနေတဲ့လူဒီအားလုံးရုပ်ချင်းမတူပေမဲ့အားလုံးကဖယားသခင်နဲ့တူတော့တူများဖြစ်တယ်ဟုတ်တယ်နော်ကျမပြောတာမဟုတ်ဘူးကျမ်းစာကပြောတယ်ဖန်ဆင်းတဲ့အချိန်မှာဖယားသခင်ကဘာပြောလဲသူနဲ့ပုံတရံတူအောင်ဖန်ဆင်းထားတဲ့လူတွေဖြစ်တယ်နော်ဆိုတော့ဒီနေ့ကျမတို့ဖယားသခင်နဲ့တူတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ဖယားသခင်နဲ့မဆိုင်ဘူးလားဆိုင်တာဖြစ်တယ်ဆိုတော့ဒီနေ့ဖယားတဲ့ဆိုင်တဲ့ဖယားနဲ့တူတဲ့လူတွေခဏအရက်ဆိုင်မှာရောက်တယ်ဆိုရင်ကျမတို့ဖယားနဲ့တူမလားတစ်ချက်လောက်ဖြေပေးပါလားမတူဘူးနော်မတူဘူးဆိုတော့ဒီနေ့ကျမတို့ကဘသူရဲ့သားသမီးဆိုတာအဖေကိုမသိလို့ခြိုက်တလို့နေရတာဖြစ်တယ်ဟုတ်တယ်နော်အဖေကိုတီချာမသိလို့ကျမတို့ဖန်ဆင်းထားတဲ့အဖေနော်သူ့ပုံတရံတော်နဲ့ဖန်ဆင်းထားတဲ့ဖယားအဖေကိုမသိတဲ့အတွက်ကြောင့်ခြိုက်တဲ့နေရာကိုသွားတယ်တခါတလေအနေရောင်ဆိုရင်အချွေရည်တဲ့အနေရောင်အများကြီးရှိတယ်နော်ဆိုတော့အဲ့ဒီနေရာတွေကိုကျမတို့ရောက်တတ်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့ဖယားသခင်ကဘာပြောလဲလူမီဒီကခရစ်တော်၌ရှိလျင်အတိပြုတ်ပင်တော်တတော်ဝါဖြစ်တယ်ဒီနေ့ကျမတို့ဘယ်သူထဲမှာရှိတာလဲဒီနေ့ဖယားသခင်ကသူ့ရဲ့ပုံတရံတော်နဲ့အငီပေါ့နော်လူကိုဖန်ဆင်းထားတယ်ဒါပေမဲ့အာဒမ်နဲ့အေဝါရဲ့အပြစ်ကြောင့်ကျမတို့အေဒင်ဥယျာဉ်ထဲကနေမောင်းထုတ်ခြင်းကိုခံရတော့သူများဖြစ်တယ်ဒုတ်တော်လေဖယားသခင်ကသူ့ရဲ့ပုံတရံတော်နဲ့ဖန်ဆင်းထားတာဖြစ်တဲ့ကြောင့်ကျမတို့ကိုချစ်လားချစ်တယ်နော်ချစ်တဲ့အတွက်ကြောင့်သူ့မှာသားဘယ်နှယောက်ရှိလဲဖယားမအများကြီးရှိပါတယ်အားလုံးကဖယားသားသမီးတွေဟုတ်လားမဟုတ်ဘူးဖယားသခင်မှာဘသူရှိလဲတပါးတီတော်သားတော်ယေရှုခရစ်တော်ရှိတာဖြစ်တယ်ဟုတ်တယ်နော်ဘယ်နှယောက်ရှိလို့လဲအများကြီးလားတယောက်ဘသူလဲယေရှုနော်ဖယားသခင်ကသူ့မှာတပါးတီတော်သားတော်ကိုနော်တပါးတည်းပဲရှိတာဖြစ်တယ်
ယေရှုခရစ်တော်ကိုဘသူအတွက်စီလွတ်တာလဲဒီကနေ့အပြစ်ရှိတယ်ကျွန်တော်ကျမတို့အားလုံးအတွက်နော်လောကကြီးထဲမှာလူဇာတိကိုခံပြီးမှလူကဲတော့မွေးဖွားခြင်းခံရတာဖြစ်တယ်လူဇာတိတရားနော်ဖယားဇာတိတရားနဲ့လူလောကထဲမှာခရစ်တော်ကမွေးဖွားခြင်းဖြစ်တယ်ဒီနေ့ယေရှုခရစ်တော်မွေးဖွားခြင်းခံရတာယေရှုခရစ်တော်ကဘယ်သူအတွက်လဲဆိုရင်ဒီနေ့ကျမတို့အပြစ်ရှိတဲ့လူတွေအားလုံးအတွက်သူကဘယ်နေရာမှာအတိခံပေးတာလဲလက်ဝါးကားတိုင်းပေါ်မှာအတိခံတယ်ဒီကနေ့တင်းရဲ့အပြစ်ဒီနော်တင်းရဲ့အပြစ်ဒီအားလုံးလဲသူကလက်ဝါးကားတိုင်းမှာအတိခံခဲ့တာဖြစ်တယ်ဒီနေ့အပြစ်ရှိသမျှနော်မောင်ဖြူမောင်မဲနော်ကလာဖြစ်ရင်လဲနော်မြန်မာလူမျိုးဖြစ်ရင်လဲကဲတင်တယ်ကဘာလောကကြီးထဲမှာရှိတဲ့လူသားအားလုံးကိုကဲတင်ဖို့ယေရှုခရစ်တော်နော်လက်ဝါးကားတိုင်းမှာအတိခံခဲ့ရတာဖြစ်တယ်သူယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကဲတင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတဲ့သူတိုင်းကဖယားသခင်ရဲ့အိမ်တော်မိသားစုများဖြစ်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ဒီနေ့ယေရှုခရစ်တော်ကကျမတို့ရဲ့ကိုယ်စားအတိခံပြီးတယ်3ရက်မြောက်တဲ့နေ့မှာပြန်လဲဆင်ပြန်ထားမြောက်တာဖြစ်တယ်တီချင်းမြတ်စုမှန်ကိုအောင်မြင်ပေးမှာဒီနေ့ကျမတို့အတွက်ကောင်းကင်နိုင်ငံမှာနေရာပြင်ဆင်ထားပေးတာဖြစ်တယ်သူယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်သူတိုင်းကဖယားသခင်ရဲ့အိမ်တော်မိသားစုများဖြစ်ကြတာဖြစ်တယ်ဟာလေလုယာဒီနေ့ဖယားသခင်ရဲ့အိမ်တော်မိသားစုများဖြစ်တဲ့အခါမှာကျမတို့ရဲ့ဘသူရဲ့သားသမီးတွေဖြစ်သွားပြီလေဖယားသခင်ရဲ့သားသမီးတွေဖြစ်တာဖြစ်တယ်ဆိုတော့ဒီကနေ့ကျမတို့ရဲ့အထဲမှာဘသူရှိလဲခရစ်တော်ရှိတာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကျမတို့ဖတ်ထားတဲ့ကျမ်းချက်မှာပြောလဲလူမီဒီကခရစ်တော်၌ရှိလေအတိပြုတ်ပင်တော်တတဝါဖြစ်၏ဟောင်းတော်အရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းတော်အရာတို့သည်အတိဖြစ်ကြ၏ဒီနေ့ကျမတို့ရဲ့အထဲမှာတကယ်ခရစ်တော်ရလာပြီးရှိလာပြီးဆိုရင်အတိပြုတ်ပင်တော်တတဝါဖြစ်ရမှာဖြစ်တယ်ကျမတို့ရဲ့ဘဝဟောင်းနော်ဒီနေ့ကျမတို့ဘာပြောလဲစကြဝဠာတစ်ခုလုံးကိုပိုင်တဲ့ဖယားကိုပိုင်တဲ့လူတွေဖြစ်တယ်ဆိုပြီးမှအာရပါရကြော်ညာပေမဲ့မုံငင်းစီးလောက်တောင်ယုံကြည်ခြင်းမရှိတဲ့ယုံကြည်သူတွေဖြစ်တယ်ဒီကနေ့ကျမတို့အဖေကအယမ်းချမ်းတိုင်ကျမတို့စင်ရဲဖို့ရှိလားမရှိဘူးအဖေမသိလို့ကျမတို့ကစင်ရဲတာဖြစ်တယ်ကျမတို့ရဲ့အထဲမှာရှိတဲ့ခရစ်တော်ကိုမသိလို့ခြိုက်တလို့နေရတာဖြစ်တယ်ဒီနေ့အလူမီဒီကခရစ်တော်၌ရှိလေအတိပြုတ်ပင်တော်တော်ဝါဖြစ်တယ်ဟောင်းတော်အရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းတော်အရာတို့ဒီအတိဖြစ်တယ်ဒီနေ့ကျမတို့မှာအဟောင်းဆိုတဲ့အရာရှိလားရှိတယ်နော်ပြောင်းလဲပြီလားပြောင်းလဲတော့မယ်နော်ဒီနေ့ယေရှုခရစ်တော်ကိုနောက်ဆုံးတော်နေ့ကာလဖြစ်တယ်တင်တိတာနဲ့ကောင်းကင်နိုင်ငံရောက်မလားဒီနေ့ဆရာထန်တာကနော်ဒီမလင်းငွေ RM ဟုတ်တယ်နော်RM ကိုတိုင်းတထောင်လောက်ရှိတယ်ဆိုတာကိုဆရာဒေးဗစ်ကသိတယ်နော်သိတာဆရာဒေးဗစ်ကပိုင်တလားမပိုင်ဘူးဆရာထန်တာပိုင်ထားတာကိုဆရာဒေးဗစ်ကဒီလောက်ပိုင်ထားတယ်ဆိုတာပဲသိတာဖြစ်တယ်နော်ဒီဆရာထန်တာရဲ့ချမ်းသာမှုကိုဆရာဒေးဗစ်နဲ့ဆိုင်လားမဆိုင်ဘူးနော်မဆိုင်ဘူးအဲ့ဒါကြောင့်ဒီနေ့ဆရာထန်တာပိုင်တဲ့အတော့ကြောင့်သူချမ်းသာတာဖြစ်တယ်ဒီဆရာဒေးဗစ်ရဲ့တိချင်အပြင်ဆရာဒေးဗစ်ချမ်းသာတာမဟုတ်ဘူးပေါ့နော်ဒီနေ့ယေရှုခရစ်တော်လည်းတိတာပဲတိတယ်ငါတို့မွေးကလေးကနေခရိယန်မိသားစုကနေကြီးပြက်လာတာအဖေအမေဒီကခရိယန်ဖြစ်တယ် Sunday School ကနေကြီးပြက်လာတာဖြစ်တယ်ဆိုတဲ့လူဘယ်နှယောက်ရှိလဲ Sunday School ကနေကြီးပြက်ခရိယန်မိသားစုတွေကနေကြီးလာတယ်မချက်နဲ့ရဲထောင်လိုက်မရိုက်ထားဘူးနော်ကျေးဇူးတင်ပါတယ်အောက်ပြန်ချပါဒီနေ့အဖေအမေရဲ့ယေရှုခရစ်တော်ကိုလက်ခံတာကြောင့်ဒီမှာရှိနေတဲ့အခုလက်ထောင်နေတဲ့လူတွေကောင်းကင်နိုင်ငံရောက်မလား
မရောက်ဘူးဒီနေ့တင်ကိုယ်တိုင်ကလက်ခံမှသာလျှင်နော်ကောင်းကင်နိုင်ငံရောက်မှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့တင်အထဲမှာယေရှုခရစ်တော်ကနေရာယူလာပြီဆိုရင်တင်ဘဝကဟောင်းတဲ့အရာတွေကိုပြောင်းလဲမှာဖြစ်တယ်အရင်တော့ကပေါ့နော်ဒီမှာတော့လူငယ်တော်များတယ်ဆိုတော့တကယ်တန်တန်ပြတ်ပြတ်တွေဖြစ်မှာထင်တယ်နော်ဆိုတော့အရက်တော့ပိုးတဲ့လူရှိလားမရှိပါဘူးမရှိဘူးအရက်တာတော့ပေါ့နော်ဆရာမတို့ကကြတော့မတောက်ဖိုးတာဖြစ်တဲ့ကြောင့်အရက်တာတော့မသိဘူးပေါ့နော်ဆိုတော့ဒါမဲ့ကြားဖိုးတာတော့ရှိတယ်အရက်ကိုစတောက်တဲ့အချိန်မှာနော်စတောက်တဲ့အချိန်မှာချိုလိုက်တာမဆိုးဘူးပြောတဲ့လူရှိလားမရှိသေးဘူးနော်စမ်းကြည့်မယ်နော်ဆိုပြီးမှမဟုတ်ဘူးလားတောက်ဖိုးတဲ့လူတွေဒီမှာမရှိတဲ့အတွက်ကြောင့်တိမဲ့ပုံတော့မပေါ်ဘူးအရက်စားတောက်တဲ့ခါမှာတဲ့ခါလွန်းလို့ပေါ့နော်ခေါင်းဒီခါလိုက်ဒီထွေးလိုက်ဟဲ့ခါလိုက်တာပထမရက်ကအယံခါတယ်နော်ဒုတိယနေ့ဆက်တောက်တဲ့တငယ်ချင်းတွေနဲ့နော်တောက်တော့ခေါင်းခါတာနည်းနည်းပဲခါတော့တယ်နော်အရတာနည်းနည်းခံစားလာတယ်ခါလာတော့ခါသေးတယ်3ရက်လောက်ရှိလာတဲ့အခါမှာဟဲပြုံးလေးနဲ့ဟဲတငယ်ချင်းတို့စားတော့တာနဲ့မတူတော့ဘူးနော်ရတာရှိလာတယ်မဟုတ်ဘူးလားဟုတ်တယ်နော်မဟုတ်ဘူးနော်ဒီမတိတည်တဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းရမှာဖြစ်တယ်နော်ဆိုတော့တောက်လာတပတ်လောက်ရှိလာတဲ့အခါမှာနော်အဲ့ဒီအရာကဆွဲလန်းတာဖြစ်တဲ့အပြစ်နော်အပြစ်အရာဖြစ်တဲ့အတွက်ကြောင့်ဆွဲလန်းပြီးမှသူ့ရဲ့နေရာကိုနော်တစ်ချိန်လုံးသွားချင်တာဖြစ်တယ်တချို့လူတွေတပက်ဆိုလားပါလားမသိဘူးကြားဖို့တာပြောတာနော်ဆိုတော့ထမင်းမစားခင်လေးမှာစားကောင်းလေးဆိုပြီးမှနည်းနည်းလေးတောက်တယ်ဒါမဲ့ထမင်းစားပြင်အဝတောက်တဲ့ဟာတော့ကျွန်မလည်းမသိတော့ဘူးနော်ဘယ်လိုမျိုးဆွဲသွားတာလဲတော့မသိဘူးပေါ့နော်ဆိုတော့တလားလောက်ရှိတဲ့အခါမှာတငယ်ချင်းမရှိရင်လေအဲ့အရက်နေရာကိုကျွန်မတို့အမေရန်ရောက်တတ်တာဖြစ်တယ်အရက်ပလင်းကလာပြီးမှလာပါနေအချိန်ရောက်လာပြီငါလာပြီနော်အိမ်တကားကမှငါဆောင်တယ်ဆိုတဲ့အရက်ပလင်းမြင်ဖို့တဲ့လူရှိလားမရှိဘူးကိုတိုင်ကတွားနေရတာဖြစ်တယ်ဒီကနေ့ဒီမှာရှိနေတော့ချစ်တော်ဓမ္မမိတ်ဆွေကြီးကိုမောင်နှမမြင်ကျမတို့မကောင်းတဲ့အရာကိုဆွဲလန်းတတ်တယ်ဆိုရင်ကျမတို့ရဲ့အထဲမှာယေရှုခရစ်တော်ကနေရာယူတဲ့အတိပြုတ်ပြင်တော်တတဝါဖြစ်တယ်ဆိုရင်ကျမတို့အဲ့ဒီဟောင်းတော့အရာဒီကျမတို့ဆွဲလန်းခဲ့တဲ့အရာဒီလိန်ခဲ့တဲ့အရာဒီပြမာခဲ့တဲ့အရာဒီနော်ကျမတို့မကောင်းတဲ့အရာဒီမနာလိုရှိခဲ့တဲ့အရာဒီအားလုံးကပြောင်းလဲရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေ့အရက်တောက်တဲ့လူကနော်စတောက်တဲ့အခါမှာအယံခါပြီမဲ့ဆွဲလန်းတဲ့အခါမှာတကယ်နော်ဘာမှန်တောင်လူတောင်မတိအောင်ကိုတောင်မတိအောင်မူယူပြီးမှတောက်ကြတာဖြစ်တယ်ဒီကနေ့ကျွန်မတို့အထဲမှာခရစ်ယာန်မိသားစုတော်ဖြစ်တယ်ကိုတိုင်ကယေရှုခရစ်တော်ကိုမိမိအသက်တခင်ကဲတင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံယက်သားနဲ့တင့်ဘဝမှာပြောင်းလဲခြင်းမရှိသေးဘူးဆိုရင်ဒီကနေ့ပြောချင်တယ်ကိုစမ်းစစ်ပါကျွန်မကိုတကယ်ယုံကြည်သူကိုဖြစ်လားကျွန်မမှာပြောင်းလဲခြင်းရှိလားကျွန်မဒီကနေ့ပြောချင်တယ်ဆွဲတာအတူတူကျွန်မတို့ကျမ်းစာဖတ်တာဆွဲလို့မရဘူးလားရတယ်ဆွဲလို့ရတဲ့အထဲမှာဆုတောင်းခြင်းတွေနော်ဒီမှာအဖွားကြီးတွေနော်အမေကြီးတွေဆုတောင်းတာသူတို့တာဝန်လို့နဲ့သူတို့ကဆုတောင်းအဖွဲလေကိုနဲ့မဆိုင်တယ်လို့လေနော်သူတို့ဆုတောင်းအဖွဲတွေကတော့ဆုတောင်းမှာပဲဒီကနေ့အထဲမှာယေရှုခရစ်တော်ကနေရာယူထားတယ်ဆိုရင်တော့တ
တင်ကအတိပြုတ်ပြင်တော်တော်ဖြစ်ဖို့အရေးကြီးတာဖြစ်တယ်ဟာလေလုယာဟောင်းတဲ့အရာကျမတို့ရဲ့ဘဝဟောင်းယေရှုခရစ်တော်မတိခင်ကပေါ့နော်ပြီးခဲ့တဲ့နှစ်တုန်းကနဲ့နော်2024နဲ့2025ခုဘဝရှင်ချစ်နော်တခါလာတယ်ဒီအတိုင်းပဲတခါလာတယ်ဒီဖနက်ပဲဒီအင်ဂျီပဲဆိုရင်အဆင်ပြေလားတော်တော်ဆင်းရဲတယ်ထင်တယ်နော်ဝယ်ရတာအပတိုက်ဒီအင်ဂျီပဲဝက်လာတယ်မဟုတ်ဘူးလားဒီကနေ့ဒီမှာရှိနေတဲ့ယုံကြည်သူလဲဆယ်ခေါက်လာရင်လေဒီပုံစံတိုင်းမပြောင်းလဲဘူးဆိုရင်တော့စစ်စီဖို့အချိန်ရောက်နေတာဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ရဲ့အထဲမှာဘသူရှိလဲယေရှုခရစ်တော်ကတကယ်နေရာယူထားတယ်ဆိုလို့ရှင်ကျမတို့အတိပြုတ်ပြင်တော်တော်ဝါဖြစ်ဖို့အရေးကြီးတာဖြစ်တယ်ဟာလေလုယာကျမတို့ရဲ့ဘဝဟောင်းအရင်တော့ကခါတီးခဲ့တယ်နော်တောက်ခဲ့တဲ့အရာဒီနေရာဟောင်းဒီကျမတို့အထဲမှာယေရှုခရစ်တော်ကိုတော့တော်တော်အာနာဖို့ကောင်းလာပြီလေနော်ကျမ်းစာထဲမှာယေရှုကအရက်ဆိုင်မှာသွားတယ်ဆိုတဲ့ကျမ်းချက်တွေ့ဖို့ကြလားမတွေ့ဖို့ပါဘူးဒါမဲ့တခုပြောမယ်ဒီမှာတော့မဟုတ်ဘူးရန်ကုန်ဖက်မှာလူတယောက်ကမြောင်းထဲမှာကြတယ်တဲ့မြောင်းထဲမှာကြတော့မူးလုံးကြတာဖြစ်မှာပေါ့နော်မူးပြီးမှကြသွားတယ်တဲ့ဆိုတော့အဲ့ဒီလူကိုသူတို့ကလူနှစ်ယောက်ကပြန်ကဲပြီးမှဘွတ်ဒီနဲ့နော်စွန်ဘွတ်ဒီနဲ့ပြီးတလူနေတယ်ဆိုတော့သူ့ရဲ့အင်ဂျီကိုချက်ပြီးကြတဲ့အခါမှာတက်တူးထူထားတာသူ့အနောက်မှာပါယေရှုနော်ယေရှုဆိုပြီးမှတက်တူးထူတာတွေ့တော့ဟာဒါဒီမြောင်းထဲမှာကြားတဲ့သူဟာယေရှုပဲဒီကနေ့ကျမတို့အပြင်ပိုင်းကိုကြည့်တဲ့ဖယားမဟုတ်ဘူးနော်အတွင်းနှလုံးသားကိုကြည့်တဲ့ဖယားဖြစ်တယ်တဲ့အပြင်ပိုင်းမှာဘယ်လောက်ပဲတက်တူအပြင်းနဲ့ထူးပလေစေအထဲမှာမရှိဘူးဆိုရင်ကောင်းကင်နိုင်ငံရောက်မှာမဟုတ်ဘူးဟာလေလုယာဒီနေ့သင်ရဲ့အတွင်းအပြင်ကိုကြည့်တဲ့ဖယားဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ကျမတို့ကိုမတိပြီမဲ့ဖယားကကျမတို့ရဲ့အတွင်းအပြင်ကျမတို့အတွေးအခေါ်အားလုံးကိုသိတဲ့ဖယားဖြစ်တယ်ကျမတို့အတ္တပြောင်းလဲပြီးသူ့ထံကိုသူ့ဝင်ချင်းကလာတဲ့အခါမှာအမဲရန်လက်ခံတဲ့ဖယားဖြစ်တယ်ဟာလေလုယာဒီကနေ့ကျမတို့အတွက်အချိန်နောက်မချသေးပါဘူးဒီကနေ့ဒီညမှာသူယေရှုခရစ်တော်ကကျမရဲ့ကယ်တင်ရှင်ဖြစ်တယ်ကျွန်ုပ်ရဲ့ကယ်တင်ရှင်ဖြစ်တယ်ဆိုပြီးမှယုံကြည်လက်ခံတယ်ဆိုရင်ကျမတို့ကဖယားတခင်ရဲ့အိမ်တော်မိသားစုဝင်များဖြစ်မှာဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ရဲ့အသက်တာမှာဒီနေရာကိုရောက်ရှိလာတယ်အခါမှာလူငယ်ဒီများစွာရှိတယ်ကျမတို့ရည်ရွယ်ချက်ဒီအများကြီးထားတဲ့လူကရည်ရွယ်ချက်အတိုင်းအောင်မြင်တာဖြစ်တယ်ပေါ့နော်ဒီကနေ့ကျမတို့ယေရှုခရစ်တော်နဲ့အသက်ရှင်လာတဲ့အခါမှာပြောင်းလဲလာတဲ့အခါမှာကျမတို့ရဲ့အထဲမှာလန်းဆန်းခြင်းအမဲရန်နော်ဖယားချောင်းတော်ဖို့တော်မှာရီမချူးနိုင်တီးဘူးလို့ထားတော့လေပြောဖို့မဟုတ်ပဲနဲ့ဒီနေ့ဘသူကပါပဲပြောပေါ့နော်အမြန်ဆုံးဖယားချောင်းကိုရောက်ချင်တဲ့လို့ဖြစ်မယ်ကျမတို့အထဲမှာယေရှုခရစ်တော်ကနေရာယူထားတာဆိုရင်ကျမတို့ဘယ်လိုဖြစ်ရမလဲအတ္တပြောင်းလဲလာတဲ့အခါမှာအခုခုနပြောတဲ့အရက်ကိုစတောက်တကယ်တော့ကျမကျန်းစာကိုဆွဲလို့ရတာဖြစ်တယ်ကျန်းစာနော်ကျန်းစာကိုလည်းပေါ့နော်ပထမစဖတ်တဲ့အချိန်မှာအိမ်ငိုက်ချင်တယ်လို့ရှိမယ်နော်အိမ်ငိုက်တယ်တပိုက်ဖတ်မျက်စိလှုပ်ပြီးမှဖုန်းကိုတရက်ကိုဘယ်နှနာရီလောက်ချိဖြစ်လဲဖုန်းကြတော့ဗောနော်ကျမတို့တနာရီလောက်ပဲချိပါတယ်ဆိုတော့ဒီနေ့ကျမတို့ရဲ့အထဲမှာယေရှုခရစ်တော်ရှိလာပြီဆိုရင်ကျမတို့နော်တရက်ကိုဘယ်နှချိန်ဆုတောင်းလဲ3ချိန်လောက်တော့ဆုတောင်း2ချိန်ထမင်းဘယ်နှချိန်စားလဲ3ချိန်နော်ထလာတယ်အတိတော်အတ္တယေရှုခရစ်တော်ကိုရလာတယ်အတ္တပြောင်းလဲလာတယ်မနဲ့နိုးလာတယ်ငါ
အတိတော်အသက်တာကဲတင်ချင်းရရှိတဲ့သူဖြစ်တယ်ဖျားသခင်စီမှာဆုတောင်းမယ်အဖကိုရောယေရှုတင်တဲ့ဒီနေ့အသက်နာမတော်ကိုချီးမွမ်းတယ်နူထားရတဲ့ခွင့်ကိုပေးလို့ကိုရောကိုယေရှုတင်တယ်အာယုံဆက်ရတော့မယ်အချိန်မှာအာယုံကတစ်ခုပြောင်းသွားတာအဖယေရှုတင်ပါတယ်ဘာရှာလဲဖုန်းဟုတ်တယ်နော်ဖယားကိုအာယုံပြုတ်ရမယ့်အချိန်မှာတော့မှကျွန်တော်တို့ဒီလောကအရာဖြစ်တဲ့နော်အရာနဲ့ကျွန်တော်တို့ထလာတတ်ကြတာဖြစ်တယ်ဒီတဲ့လူတွေတော့မပါပါဘူးဖယားရဲ့မျက်မှောက်တော့ခံစားကြပြီးမှနောက်မှဖုန်းထားတဲ့နေရာတော့မတိတဲ့လူတွေမလားအနားမှာတော့မထားပါဘူးနော်အနီးကပ်မှာမထားဘူးဟုတ်တယ်နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ခရစ်တော်အထဲမှာရှိလာတယ်ဆိုရင်ကျမ်းစာဖတ်ချင်လာတာဖြစ်တယ်နော်ဆုတောင်းတာဖြစ်တယ်ဆုတောင်းတယ်တရားမှာ3ချိန်ဆုတောင်းတယ်ခုနပြောတယ်နော်မနေ့မိုးလင်းလာတယ်ကျေးဇူးတော်ချီးမွမ်းတယ်ကျမ်းစာတော်မှာဖတ်အားသေးဖို့ဖုန်းကအရင်ကြိုင်မိတာကိုနော်ကြိုင်မိလိုက်တဲ့အခါကျတော့ကျမ်းစာမဖတ်မိဘူးဒါမဲ့နေ့လေသမီးစားမယ်တငယ်ချင်းတွေနဲ့ချိန်ထားပြီးမှကဲမချင်းတာမဆိုပြီးမှပေါ့နော်မာပြီးမှစားဘူးလို့စားရောက်လာတဲ့အခါမှာစကားတပြောနဲ့နော်ဒီထဲမှာဒီမှာလူငယ်ဒီမကပါဘူးကျွန်တော်တို့ဆရာမတွေကိုယ်တိုင်လဲစကားတပြောနဲ့တငယ်ချင်းတယောက်ကမီးစားလိုက်ပြီးပြီလေနော်ဆိုတော့အဲ့ဒီချိန်မှာဆုတောင်းဖို့တခါပြက်ကွက်ပြန်ပြီဟုတ်ပြီနော်ဆိုတော့ဘာပဲဖြစ်ရပါတယ်ညကြရင်ဆိုတော့ဒီမှာကလေးအမေတွေဆုတောင်းတော့မယ်ဆိုရင်ကလေးကအမေအပေါ်သွားချင်တယ်အမေဘိုက်စားတယ်အမေမဟုတ်စားမယ်ဆိုတော့ဆုမတောင်းဖြစ်တော့ပဲနဲ့အဲ့ရဝင်သွားတယ်ဆိုတော့တနေ့မှာ3ချိန်ဆုတောင်းဖြစ်လားမဆုတောင်းဖြစ်ဘူးဒီအရာကိုပြောတာမဟုတ်ဘူးဒီနေ့ကျမတို့ရဲ့အထဲမှာယေရှုခရစ်တော်ကနေရာယူထားပြီဆိုရင်ကျမတို့ဆုတောင်းကိုတောင်းရမှာဖြစ်တယ်ကျမ်းစာကိုဖတ်ရမှာဖြစ်တယ်ဒီကနေ့ပြောချင်တယ်သင်ကယေရှုခရစ်တော်ကိုဒီနေ့ညမှာပဲစပြီးမှယုံကြည်လက်ခံတယ်ဆိုရင်လေဒီနေ့ညကနေစပြီးမှစဆုတောင်းကြည့်ပါသူများနဲ့မတူဘဲနဲ့ပူပြီးမှအောင်မြင်ခြင်းတယ်ဆိုရင်ပူပြီးမှတောင်းပါပူပြီးမှသူများထက်အချိန်ပေးပါကျမ်းစာကိုအချိန်ပေးပြီးမှဒီတညကိုတပိုက်သေးပဲဖတ်တယ်ဆိုရင်တော့မှနောက်ရက်ဒီမှာနော် chapter တစ်ခုပေါ့နော်အခန်းကြီးတစ်ခုလုံးအခန်းဘယ်လိုပြောမလဲအခန်းကြီး9ခုလောက်အထိဖတ်ကြည့်လိုက်နော်ဒီနေ့ကနေစလုပ်လိုက်နော်ဒီမှာလူအယောက်100ကျော်လောက်ရှိမယ်အဲ့ဒီထဲမှာဒီကနေ့ထောင်ထွက်ဘယ်နှယောက်ရှိမလဲတော့မသိဘူးထောင်ထွက်ကြားဖို့လားမကြားဖို့တယ်ထောင်ထဲကနေထွက်လာတဲ့လူထောင်ထွက်ပေါ့နော်ထောင်ထွက်မကြားဖို့ဘူးနော်ဒီကနေ့ဒီထဲမှာလဲထောင်ထွက်ရှိတယ်နော်ဒီဖက်နာကထောင်တယ်ဟိုဖက်နာကထွက်တယ်ထောင်ထွက်နော်ဆိုတော့အောင်စင်းသွားတဲ့အခါမှာတငယ်ချင်းတယောက်နဲ့လမ်းမှာတွေ့ဒီနေ့ဘသူကတရားဟောတယ်အော်မြန်မာပြည်လာတဲ့ဆရာမတရားဟောတယ်ဘာအကြောင်းလဲမသိဘူးတတဝါဆိုတာတော့ပါတာပဲဘာတတဝါလဲတော့နော်မသိဘူးမဟုတ်ပဲနဲ့ဒီကနေ့တလုံးနဲ့သင်အိမ်ပြန်သွားတယ်ဆိုရင်သင်အတွက်ကောင်းချီးမင်္ဂလာဖြစ်တယ်ဟာလေလုယာထောင်ထွက်အလုပ်တော့မလုပ်ပါနဲ့ဒီကနေ့သူများထက်နော်ဒီနေရာမှာဒီနေ့conference မှာဒေါက်တာမုံကပြောတယ်ဒီနေ့ကျမတို့ကသူများရဲ့နိုင်ငံမှာခုကတ်ပြီးမှဆိုပြီးမှစိတ်အားငယ်တဲ့စိတ်နဲ့ပေါ့နော်ခုကတ်ပြီးမှနေထိုင်သွားလာရတာဖြစ်တယ်အဖန်စီလဲကြောက်ရတာဖြစ်တယ်ဘာညာပေါ့နော်ပြောပြီးမဲ့ဒီကနေ့မြန်မာပြည်ကိုလည်းဖယားသခင်ဖန်ဆင်းတာဖြစ်တယ်မလေးရှားကိုလည်းဖယားသခင်ဖန်ဆင်းထားတာဖြစ်တယ်အမေရိကကိုလည်းဖယားသခင်ဖန်ဆင်းထားတာဖြစ်တယ်ဩစတြေးလျတကဘာလုံးကကျမတို့ကူးကွယ်တဲ့အသက်ရှင်တဲ့ထာဝရဖယားက
ဖန်ဆင်းထားတာဖြစ်တယ်ဒီနေ့တင်ဟာဖယားသခင်ရဲ့သားသမီးမှန်တယ်ဆိုရင်ဒီအန်တဲ့ရဲ့အလုံးစုံထဲကနေတင်လွတ်မြောက်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာတခုပြောချင်တာဖြစ်တယ်ငါပြောသိမြင်ဖို့တဲ့လူရှိလားငါပြောသိမဲ့လာရင်ဘာဖြစ်လဲဝါတယ်နော်ကျဲလူဝါတယ်နီးတယ်တော့ဖြစ်တယ်ဆိုတော့ဝါနီးလာရင်တော့ဖြစ်တယ်ဝါတယ်ဆိုတော့အထက်ကဘာဖြစ်လဲဖြူတယ်နော်တရတိမြင်ဖို့လားတရတိမဲ့ရင်ဘယ်လိုဖြစ်လဲဝါတယ်အပြင်ပိုင်းလဲဝါတယ်အထဲပိုင်းလဲဝါတယ်ပေါ့နော်ဆိုတော့ဒီနေ့ကျမတို့ယုံကြည်သူတွေလဲပေါ့နော်ကျမတို့ငါပြောသည့်ဘနာနာယုံကြည်သူတွေကပေါ့နော်ဒီမှာကျမတို့ဖယားเจ้าကိုရောက်လာတဲ့အခါမှာတကယ်ယုံကြည်တလူလူနဲ့မျက်မှောက်တော်တယ်မှာနော်အိမ်ပြန်သွားတဲ့အခါမှာဟဲ့ကောင်မဒီတခါလဲကန်ပြီလေနော်ကန်လိုက်ပြီဘာလဲအိမ်တရှိရတော့မလုပ်ဘူးလားမဟုတ်ဘူးလားကျမတို့အပြောအဆိုတွေတောင်မှဒီနေ့အထဲ၌ခရစ်တော်ရှိတယ်ဆိုရင်တင်းရဲ့အပြောဆိုကပြောင်းလဲမှာဖြစ်တယ်တင်းအသွေးခေါ်လဲပြောင်းလဲမှာဖြစ်တယ်ဟာလေလုယာကျမတို့ယုံကြည်ဖယားเจ้าမှာတစ်မျိုးအိမ်မှာတစ်မျိုးတငယ်ချင်းတွေနဲ့ပေါင်းတဲ့နေရာမှာတစ်မျိုးစီဖြစ်တယ်ဆိုရင်တင်းဟာဘနာနာယုံကြည်သူပဲငါပြောသိယုံကြည်သူပဲဖြစ်တယ်ပေါ့နော်ဒီကနေ့ကိုစစ်ဆေးရအောင်အထဲ၌ရှိတယ်ဆိုရင်ဒီမှာရှိရင်လေအတူတူပဲနော်အိမ်မှာနေရင်လေအတူတူပဲမဟုတ်ဘူးလားတငယ်ချင်းတွေနဲ့ပေါင်းနေတဲ့အခါမှာလေတင်ကအတူတူပဲဖြစ်မယ်ဆိုတော့ကျမတို့ရဲ့အထဲမှာခရစ်တော်နဲ့အတူနေ့ရက်စဉ်တိုင်းတွာလာတဲ့အခါမှာပေါ့နော်တွာလာတဲ့အခါမှာအခက်ခဲလီဒီကဘာလောကကြီးမှာကျမတို့နေထိုင်တဲ့နေရာမှာနေ့ရက်စဉ်တိုင်းမှာအခက်ခဲမရှိဘူးလားအခက်ခဲနေ့ရက်စဉ်တိုင်းရင်ဆိုင်နေရတာဖြစ်တယ်ဇာတိနဲ့တွာတဲ့အခါမှာကျမတို့ဖယားကိုကြောခိုင်းပြီးမှနော်ဖယားကိုတိပြီးမှပိုင်ဆိုင်တာမတိဘဲနဲ့ကိုဟာနဲ့ကိုရှောက်လန်းတဲ့အခါမှာပြဿနာကြုံနေတဲ့အခါမှာကျမတို့ကဘယ်လိုဖြစ်လဲကြတာဖြစ်တယ်ဒီနေ့ဖယားတခင်နဲ့အတူတူသွားတယ်အထဲမှာရှိနေတဲ့ခရစ်တော်အမဲတန်ခေါ်ဖိတ်ပြီးမှသွားလာတဲ့နေရာတိုင်းမှာသူနဲ့အတူတူသွားတယ်ဆိုရင်တင်အခက်ခဲဆုံးအချိန်မှာလဲဂျေဇုတော်ချီးမွမ်းဖို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေ့ဘာကြောင့်ကျမတို့စိတ်သက်ကြစရာဒီနော်လူတယောက်ကဖခင်เจ้าမှာနင်ဂီတာတီးတာဒီနေ့တော့တော်အောက်တယ်ခီးလဲမမှန်ဘူးဆိုပြီးမှနော် worship leader ပြောလာတယ်ဆိုရင်ခရစ်တော်နဲ့မတူဟာရဲ့တူလဲပါလေနော်ဒီထဲမှာမရှိဘူးနော်ဒီလူငယ်လေးတွေကချစ်စရာကောင်းတယ်နော်ကျွန်တော်တခါတလေအပေါင်းအသင်းတွေနဲ့ပေါင်းတင်းလာတဲ့အခါမှာပေါ့နော်ဒါမျိုးတွေရှိတတ်တာဖြစ်တယ်ပေါ့နော်တယောက်ကကျမတို့ကိုပြောနေပြီဆိုရင်ကျမတို့လုံးဝမခံချင်ဘူးပေါ့နော်ပြန်ပြောချင်တယ်ဒီမှာတော့အမျိုးသမီးတွေအိမ်ရှင်မတွေလဲယောက်ျားကမနေ့ညငါအဝတ်စားတွေမလျှော်ဖြစ်သေးဘူးလားလို့ပြောနေမပါဘူးယောက်ျားပြောတာဘယ်နှခွန်းလဲနှခွန်းတဲ့သူကအခွန်း20နဲ့ပေါက်လိုက်တာနော်ပေါက်လိုက်တော့အိမ်တော်မိသားစုကตายရမလားမตายရဘူးဒီကနေ့ခုခရစ်တော်အထဲ၌ရှိတာကိုခုနလိုပေါ့နော်တက်တူထူးရင်လဲပြောင်းလဲတာမဟုတ်ဘူးနော်အဲ့ဒါကြောင့်ဒီနေ့ကျမတို့မကောင်းတဲ့ဟောင်းတဲ့အရာတွေအားလုံးကျမတို့မမှန်ကန်တဲ့အသွေးခေါ်တွေအားလုံးကျမတို့အပြောအဆိုတွေမမှန်ကန်တဲ့အရာတွေအားလုံးကျမတို့ရဲ့အပြုတ်အမူတွေမမှန်ကန်တဲ့အရာအားလုံးဒီကနေ့ဒီနေရာမှာပဲထားခဲ့ကြရအောင်အတိတ်တော်အသက်တာအတိတ်တော်ဘဝနဲ့အသက်ရှင်ဖို့ရအတွက်အားလုံးကိုခေါ်ဖိတ်ချင်တာဖြစ်တယ်ဒီနေ့ကျမတို့ဖယားသခင်စီမှာတူဝင်ချင်းကဘူးဖြစ်တယ်နောက်ဆုံးတော့နေ့ကာလမှာကျမတို့နော်ဖယားနဲ့အတူမတော်ဘူးဆိုရင်ဒီထက်ခက်ခဲမှုတွေရှိလာတဲ့အခါမှာဖယားနေနဲ့ကျမတို့မဖြီးရှင်းတတ်ဘူးဆိုလို့ရှင်ကျ
ကျွန်တော်တကယ်ဒုက္ခတွင်တဲ့ကိုရောက်မှာဖြစ်တယ်ကျွန်တော်သားစုထဲမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးတစ်ခုကိုပြောရင်းနဲ့ကျွန်မအဆုံးသတ်မှာဖြစ်တယ်ကျွန်တော်ရန်ကုန်မှာနေတာဖြစ်တယ်နော်ကျွန်မရဲ့အမျိုးသားက2016မှာဆုံးတာဖြစ်တယ်ဒီနှစ်နဲ့ဆိုရင်10နှစ်ပေါ့နော်ကျွန်မရဲ့သမီးအငယ်ဆုံး9နှစ်မှာသူ့အဖေကဆုံးတာဖြစ်တယ်ဒါပေမဲ့ကျွန်မကကောင်းကင်အဖေကကျွန်မရဲ့အနာမှာအမြဲတမ်းရှိတာတည်တာဖြစ်တယ်ဒီကနေ့တင်းမှာခက်ခဲမှုတွေရှိလာမှာဖြစ်တယ်ကဲတင်ချင်းတောင်မရဘူးဒါပေမဲ့ဒီကနေ့ညမှာအိုးသူယေရှုခရစ်တော်နဲ့တွေ့ချင်တယ်ဆိုရင်ပေါ့နော်ဒီကနေ့တင်းရဲ့ပြဿနာအဲ့ဇနီးမောင်နှံတချို့ကပေါ့နော်ဇနီးမောင်နှံရဲ့ပြဿနာကိုသူရဲ့တငယ်ချင်းစီမှာရင်ဖွင့်တတ်တာဖြစ်တယ်တတွတ်နဲ့ရင်ဖွင့်လာတဲ့အခါမှာဟိုတယောက်ကနားထောင်ပြီးမှဘာလုပ်လိုက်လဲအင်တာနက်ထဲတော့မတင်ဘူးပေါ့နော်ဖောက်တယ်ပြန်ချလိုက်တဲ့အခါမှာတင်ကယုံကြည်ရဆုံးတငယ်ချင်းစီမှာပြောတာဖြစ်ပြီမဲ့လူတကာကတင်းရဲ့မိသားစုအကြောင်းကိုသိတာဖြစ်တယ်ဒီကနေ့ဒီမှာရှိနေတဲ့လူဒီအားလုံးခက်ခဲနေတဲ့အခါမှာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့အခါမှာသက်ရှင်တဲ့ထာဝရဘုရားကိုပဲနံပါတ်1ခေါ်ပါဟာလေလုယာဒီနေ့ကျွန်မတို့ရဲ့မိသားစုထဲမှာ2013မှာကျွန်မမမျော်လင့်တဲ့ဖယားသခင်ကိုချီးမွမ်းတဲ့ကိုကိုွယ်တဲ့အချိန်မှာပေါ့နော်ကျွန်မရဲ့အိမ်မှာတခုဝင်တာဖြစ်တယ်တခုဝင်တော့တခုကလည်းနီးခူးမလားမခူးဘူးကျွန်မတို့မှာနော်ရှိတမရအထဲမှာအကောင်းဆုံးဆိုတဲ့အရာတွေအားလုံးကိုတို့ EECC နဲ့မှားသွားတာဖြစ်တယ်ကျွန်မပြန်ရောက်လာတော့အိမ်တကတော့ကဖွင့်ထားပြီးသားဖြစ်တယ်ဟောတခုဝင်တာရီရမလို့ငိုရမလို့ကျွန်မလုံးရမယ့်ဟာတခုမှမသိဘူးဘာမှမတွေးတတ်ဘူးနော်အဲ့ဒီချိန်မှာကျွန်မဘာကိုတတိယလဲဆိုရင်ကြည်အောင်ခလေးတွေကိုပြောတယ်တာကလည်းအမေတာကွန်ပျူတာမရှိတော့ဘူးသမီးတွေကလည်းအမေဖုန်းမရှိတော့ဘူးနော်ကျွန်မတို့ရှိတဲ့အထဲမှာအကောင်းဆုံးလို့ထင်ခဲ့တဲ့အရာတွေအားလုံးအဝတ်စားတွေလည်းကောင်းတယ်လို့ထင်ခဲ့တဲ့အရာတွေအားလုံးကသူတို့မှားသွားပြီးပြီဘယ်သူဘယ်ဝါဆိုတာလဲကျွန်မတို့ကမသိဘူးအဲ့ဒီချိန်မှာကျွန်မရဲ့စိတ်ထဲမှာဘာပေါ်တလဲဆိုရင်ခရစ်တော်နဲ့အတူသွားတယ်ဖယားသခင်မသိတဲ့အရာတစ်ခုမှမရှိဘူးဆိုတဲ့အရာကိုဖယားကကျွန်မကိုစပြီးမှစကားပြောလာတာဖြစ်တယ်မျက်ရည်ကျတယ်ဒါပေမဲ့ကျွန်မတို့မိသားစုအားလုံးကဖယားသခင်ရဲ့ရှိမှဒူထောက်ပြီးမှကိုရောဂျေဇုတင်တယ်လို့ပြောတာဖြစ်တယ်ဘာကြောင့်ဂျေဇုတော်ချီးမွမ်းတယ်လို့ထင်လဲညမှာတာဖြစ်ရင်ကျွန်မတို့အသက်ကိုအသက်ခံရမှာဖြစ်တယ်အသက်ရှင်ခွင့်ပေးတဲ့ဖယားသခင်စီမှာဆုတောင်းလာတဲ့အခါမှာကျွန်မအကိုတယောက်ရှိတယ်အကိုကငါငယ်မယူပြီလားလို့ပြောတယ်အကိုမယူဘူးလို့ကျွန်မပြောတာဖြစ်တယ်ဘာလို့ချီးမွမ်းတာလဲလို့အကိုညမှာတာဆိုရင်ကျွန်မတို့အသက်ခံရမှာနေ့လယ်မှာဖြစ်လို့ကျွန်မတို့အသက်ရှင်ခွင့်ရတာဖြစ်တယ်အဲ့တော့ကြောင့်ကျွန်မဂျေဇုချီးမွမ်းတာဖြစ်တယ်အကိုကရှာပေါက်ဂျေဇုတော်ချီးမွမ်းစရာလဲတွေ့တာလားဆိုပြီးမှပြောတာဖြစ်တယ်ဒါပေမဲ့နော်ဒီကနေ့ဖယားသခင်နဲ့အတူသွားတဲ့အတွက်ကြောင့်ကျွန်မဂျေဇုတော်ချီးမွမ်းနိုင်တာဖြစ်တယ်ဒီနေ့ပေါလုနဲ့တိလရဲ့ချီးမွမ်းတဲ့နေရာကဘယ်နေရာလဲဟိုတယ်ထဲမှာလို့ကျန်စာကမရှိဘူးနော်ဒီနေ့သူနေစချင်းခံတဲ့အမောင်ဆုံးနေရာမှာရှိနေတဲ့အခါမှာသူတို့ချီးမွမ်းတာဖြစ်တယ်ဟာလေလုယာဒီနေ့ခရစ်တော်နဲ့အတူသွားတယ်ဆိုရင်တင်ဘဝမှာဘာခက်ခဲတွေရှိတယ်လဲဘာပြဿနာတွေရင်ဆိုင်တယ်လဲခရစ်တော်နဲ့သွားတယ်ဆိုရင်တင်လုံးဝအဆင်ပြေမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့အဲ့ပြဿနာတွေမျက်ရည်ကြခဲ့တယ်ဒါပေမဲ့ဘသူစီမမပြောဘူးအသက်ရှင်တဲ့ထာဝရဘုရားသခင်စီမှာဒူးထောက်ပြီးမှပြောလာတဲ့အခါမှာဒီကနေ့ဘုရားသခင်ကသားသမီးတွေအတွက်အကောင်းဆုံးသောအလုပ်အကောင်းဆုံးသောကြောင်းများကိုဘုရားသခင်ကပို့ဆောင်နေတာဖြစ်တယ်ဟာလေလုယာဒီနေ့သင်ရဲ့ဘဝမှာ
နော်မောရှိကဲတော့အရှိမပလေကြီးကကာစီနေတယ်အနောက်မှာဖာရိုစစ်တပ်ဒီကနော်လိုက်လာတာဖြစ်တယ်ဘီချက်နန်ချက်ရှိနေတဲ့အခါမှာနော်သူကင်ထားတဲ့တောင်ဝေးလေးတစ်ချောင်းနဲ့ပလဲနေကိုဖြတ်သားနိုင်တာဖြစ်တယ်တင်ရဲ့အထဲမှာနှုတ်ကပတ်တော်တစ်လုံးရှိတယ်ယေရှုခရစ်တော်ဟာတင်ရဲ့အထဲမှာနေရာယူထားတယ်ဆိုရင်ထိုဖခင်ကတင်ရဲ့ပြဿနာအလုံးစုံတို့ကိုဖြေရှင်းပေးမှာဖြစ်တယ်ဒီနေ့ဟေဇကိမင်းကြီးကပရောဖက်ကလာပြီးဒီကနေ့တင်တည်ရမှာဖြစ်တယ်တင်ရဲ့နန်းတော်ထဲမှာမာစရာဒီမာပါမိသားစုတွေကိုမာမဲ့စကားတွေမာပါလို့ပြောနေတဲ့အခါမှာဟေဇကိမင်းကြီးကဘာပြောလဲဟဲလာကြငါမကြခင်တီတော့မှာဖြစ်တဲ့အတွက်ကြောင့်ငါတို့အစည်းအဝေးလုပ်ရအောင်ပြောလားမပြောဘူးနော်ရှိတဲ့နေရာမှာဒူးထောက်ပြီးမှတရှင်တဲ့ထာဝရဘုရားတတ်နိုင်တဲ့ဖယားကျွန်တော်ကိုကယ်တင်တဲ့ဖယားကြီးမြတ်တဲ့ဖယားဖယားဖက်ကိုလဲတာဖြစ်တယ်။တင်အခက်ခဲဆုံးအချိန်မှာဖယားဖက်ကိုလဲပါလူတွေကိုပြောရင်ဖောက်တယ်ချရင်တင်ကနာမည်ကြီးသွားမှာဖြစ်တယ်။ဒီနေ့ဖယားသခင်စီမှာပြောတယ်မျက်ရည်ကျိုင်တင်ရဲ့မျက်ရည်ကိုဖယားသခင်ကမြင်နေတာဖြစ်တယ်။ဟာလေလုယာတင်ရဲ့ခက်ခဲပြဿနာဒီတင်ရင်ဆိုင်နေရတဲ့အခက်ခဲထွက်ပေါက်မရှိဘူးလို့ရင်ဆိုင်နေရတဲ့အခက်ခဲပြဿနာဒီအားလုံးကဖယားသခင်ကပြင်ဆင်ပေးမှာဖြစ်တယ်ဒီကနေ့ကျွန်တော်တို့အားလုံးကတန်ဖိုးကြီးတော်သူများဖြစ်တယ်ဟာလေလုယာဘာကြောင့်လဲယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်ရွေးဝေထားတော်သူများဖြစ်တဲ့အတွက်ကြောင့်တန်ဖိုးကြီးတော်သူများဖြစ်တယ်အခွင့်ထူးခံစားတော်သူများဖြစ်တယ်ဟာလေလုယာခဏလေးမှတရားရအောင် worship team ရလာပြီးမှကျွန်တော်တို့ဒီကနေ့ဟာယေရှုခရစ်တော်ရဲ့အသွေးတော်အပြင်ရွေးဝေထားတော်သူများဖြစ်တော်ကြောင့်ကျွန်တော်တို့အားလုံးဟာယေရှုခရစ်တော်အပြင်အခွင့်ထူးခံစားတော်သူများဖြစ်တဲ့အတွက်ကြောင့်အခွင့်ထူးခံစားတဲ့အခွင့်ထူးဆိုတဲ့ဘုရားရှင်ကိုဆက်လက်ပြီးမှကျွန်တော်တို့အတူတကွာချီးမွမ်းကိုးကွယ်ကြရအောင်ကျွန်တော်တို့ဒီကနေ့ကြားနာရတဲ့နှုတ်ကပတ်တော်တွေကိုတိချာလေးနှလုံးသွင်းကြရအောင်ဖယားသခင်ကတင့်ကိုစကားပြောချင်တာဖြစ်တယ်။တင်းရဲ့အထဲမှာနေရာယူချင်တာဖြစ်တယ်။ဒီကနေ့တင်ဟာယေရှုခရစ်တော်ကိုသိယုံပဲသိတာဖြစ်တယ်ဆိုရင်ဒီကနေ့ညမှာသူယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံဖို့ရန်ခေါ်ဖိတ်ချင်တာဖြစ်ပါတယ်။ Yeshu Chanda Ngad Kiyatsa Twile Deshindu Ngabe Domam Tau Dobu The Kim Ye She did Long John Song the Kayla Dore She needed Kill
ရှုံးမခံဘူးခင်ဗျာကိုလုံးဝချီခိုင်မခံဘူးနဲ့ရွှေဝဲကားတိုင်းချမ်းမှာတဲ့တော်ကိုဆုံးကားရဲ့ရင်တို့ရှိသမျှလုံးစုံဖြစ်လို့ကားဆုံးပြမချပါလေကြတိုင်းလေငါကိုသူပြီးတော့ရဲ့ချစ်တဲ့ငါရဲ့ဝါကိုလမ်းမစီခဲ့တာဒီကနေ့ကျွန်တော်တို့အားလုံးကယေရှုခရစ်တော်ရဲ့အသွေးတော်ကြောင့်သာအခွင့်ထူးခံစားတော်သူများဖြစ်တယ်အာမင်ကျွန်တော်တို့အပြစ်ရှိနေတဲ့အခါမှာထိုယေရှုခရစ်တော်ရဲ့အသွေးတော်ကကျွန်တော်တို့ရဲ့အပြစ်အားလုံးကိုစီကျော်ပေးတာဖြစ်တယ်အာမင်ဒီကနေ့ယေရှုကြောင့်သာကျွန်တော်တို့သူ့ရဲ့သားသမီးများဖြစ်ရတဲ့အခွင့်ကိုပေးတယ်အခွင့်ထူးခံစားတော်သူများဖြစ်တယ်အာမင်အာမင်အဖကိုရောကိုယေရှုတင်တယ်အာမင်နာမတော်ချီးမွမ်းကြပါ၏ချီးမွမ်းခြင်းကုန်ပြုခြင်းအလုံးစုံကိုရောကိုပေးကြပါ၏ဒီကနေ့မှာကိုရရှင်ဖယားနှုတ်ကပတ်တော်ကိုစီလို့တော်ကြောင့်နာမတော်မြတ်ကိုချီးမွမ်းတယ်လူမီဒီကခရစ်တော်၌ရှိလျင်အသစ်ပြုတ်ပြင်တော်တော်ဝါဖြစ်၏ဟောင်းတော်အရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းတော်အရာတို့ဒီအသစ်ဖြစ်ကြ၏အာမင်ဒီကနေ့ဒီထဲမှာရောက်ရှိလာတဲ့ယုံကြည်သူများယေရှုခရစ်တော်ကိုမိမိအသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ခြင်းမရှိသေးတော့သူများရှိခဲ့ပါလျင်ယေရှုခရစ်တော်ကိုသိယုံမဟုတ်ဘဲနဲ့မိမိရဲ့နှလုံးသားထဲမှာလက်ခံယုံကြည်တော်သားသမီးများဖြစ်စေတော်မူပါအာမင်ယေရှုအဖြစ်အသက်ရှင်လာတဲ့အခါမှာအသက်တာမှာကြီးထွားခြင်းအဖြစ်လူတို့မြင်လို့ရတဲ့ဖယားသခင်ရဲ့အခွင့်ထူးခံစားတော်သူများဖြစ်တဲ့အကြောင်းကိုပုံသက်တည်အဖြစ်ပြသနိုင်တော်သားသမီးများဖြစ်စေတော်မူပါကျေးဇူးတင်တယ်ဖဖျားရှင်ဒီနေ့နှုတ်ကပတ်တော်ကိုစီလို့တော်ကြောင့်ကျေးဇူးတင်တယ်ကောင်းတော်မြင်နိုင်ကြတော်မျိုးစီဖြစ်စေပါအိုအပင်ပေါက်စီပါအတီးများစွာတည်တော်နှုတ်ကပတ်တော်ဖြစ်စေတော်မူပါအလ္လာနဲ့အပြတ်မတူတဲ့ကောင်းချီးမင်္ဂလာနဲ့အိမ်ပြန်ရတဲ့ခွင့်ကိုပေးလို့ကိုရောကိုကျေးဇူးတင်တယ်ဒီကနေ့ရောက်ရှိလာတဲ့အရောက်စီတိုက်ပေါ်မှာဟိုကိုရောအထဲ၌လုံခြုံတော်သူများဖြစ်စေပါဝမ်းမြောက်တော်သူများဖြစ်စေတော်မူပါအစင်မပြေတော်သူများအစင်ပြရတဲ့အခွင့်ကိုပေးတော်မူပါကိုရောရှင်ဖယားရဲ့ကိုယ်ကမှုအောင်မှာတွာလာလုံရှာတော်သူများဖြစ်ဖို့ယေရှုနာမဖြင့်ကောင်းချီးပေးပါ၏အိုးကိုရှင်ဖယားကြီးမြတ်တော်မူသောကြောင့်နာမတော်မြတ်ကိုချီးမွမ်းလေဒီနေ့ဇက်စီအသင်းတော်အသင်းသူတင်တာအရောက်စီတိုက်ပေါ်မှာထူကောင်းချီးမင်္ဂလာတက်ရောက်စီတော်မူပါဂျေဇုတော်မြတ်ကိုချီးမွမ်းလေယေရှုနာမဖြင့်ကောင်းချီးပေးလေဆုတောင်းပါဖာမြတ်စွာတော်ဘုရားသခင်အာမင်ကျေးဇူးတင်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေ